အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Beautiful About Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Channel ကနေပြီးဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာကြီးဖိုးကျော်ရဲ့ကြားနာမြတ်ကန်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတော့ဘေးနားက Notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုဇလန်းလေးကိုဆက်လိုက်ကြအောင်ခင်ဗျာဖိုးကျော်ကြားနာမြက်ကံဦးထွန်းလာမှာတစ္ဆေးထိုးတစ္ဆေးခောက်သမားတစ်ယောက်ဖြစ်သည်ရွှေလီအပတော်များ၌သူတစ္ဆေးထိုးတစ္ဆေးခောက်အလုပ်ကိုလုပ်လာသည်မှာနှစ်ပေါင်း20ကျော်ရှိလေပြီထို့ကြောင့်လည်းတစ္ဆေးထိုးတစ္ဆေးခောက်အလုပ်မှာဦးထွန်းလာအတွက်ထမင်းစားရေတောက်လိုပင်ဖြစ်နေသည်ရွှေလီမြေရိုးတစ်လျှောက်တွင်သူ့လောက်တစ္ဆေးထိုးတစ္ဆေးခောက်တော်သူမရှိဟုဆိုကလည်းဖြစ်နိုင်သည်မုတ်တုံမိုးလီတို့ပါးလျာဆုတ်ခွာစားပြုနေသောတော်သလင်း၏နေ့တစ်နေ့တွင်ဦးထွန်းလာသည်အင်ဂျင်တောင်ကျောဘက်ရှိအပတော်သို့တစ္ဆေးထိုးရန်ထွက်လာလေသည်ဤရာသီတွင်ရသောတစ္ဆေးမှာတော်သလင်းလက်တွင်းအိတ်ဟုသောဆောင်ပုဒ်နှင့်အညီတစ္ဆေးဈေးကောင်းရခြင်းလည်းဖြစ်သည်အပတော်ဆိုသည်မှာနိုင်ငံပိုင်တစ်ထုတ်လုပ်ရေး၏ဒေသခံပြည်သူများကျေးလက်နေများအတွက်အိမ်သုံးတစ်ဝါများခုတ်သုံးနိုင်ရန်ခွင့်ပြုထားသောတစ်ထောကိုခေါ်ခြင်းဖြစ်သည်အပတော်များ၌တော်သလင်းလာရသောတစ်ဆေးသည်မိုးလွတ်လျင်အကောင်းဆုံးပထမရန်စာဖြစ်သည်အနီးအညိုအနက်ဟု၍သုံးမျိုးခွဲခြားထားရာတွင်ပထမရန်စာများမှာအနက်ထဲပါသည်တစ်ဆေးပထမရန်စာတစ်ပိတ်သာလျင်သူတို့ဒေသ၌ပင်2500 3000ဈေးရှိသည်မန္တလေးရောက်လျင်တောင်းချီရတတ်၏ထို့ကြောင့်လည်းဦးထွန်းလာသည်အပတော်ရောက်သည်နှင့်တပြိုင်နက်တစ္ဆေးရနိုင်သောတစ္ဆေးပင်များကိုမှုစွာရှာဖွေနေလေသည်တစ္ဆေးမပါလျင်လုံးဝလုပ်ရမရသောလုပ်ငန်းများမှာဖျားရွှေချခြင်းနှင့်ရေကွက်ကွန်ရလင်ပန်းရွန်းတယ်စသည့်မြမရိုးရာတယိုးကိုင်ရွန်းတက်ပင်များအားလုံးမှာမပါမဖြစ်သောပစ္စည်းဖြစ်သည်တစ္ဆေးပင်တစ်ပင်တွေ့ရသောဦးထွန်းလာသည်ပထမဦးစွာဆောက်ပြားနှင့်တရောင်ကျော်အပေါ်ကအောက်သို့မန်းကျိုးနှစ်ချောင်းလှီထွင်ရသည်သဘောမှာရောဘာဈေးကန်သလိုပင်စီမှတစ္ဆေးစင်လန်းမျောလန်းကိုပင်စီတစ်ခွန်အတိုင်းဘယ်ညာနှစ်ဖက်လှီထွင်ပြီးအောက်တွင်တစ္ဆေးမျောလန်းတစ္ဆေးစည်းလန်းနှစ်ခုကိုစုံစည်းပေးထားရခြင်းဖြစ်သည်ဤသည်ကိုသူတို့ဝါရာနှင့်မန်းကျိုးထွင်းသည်ဟုခေါ်၏မန်းကျိုးနှစ်ခုပေါင်းစုံရာ၌ဦးထွန်းလာကအသင့်ပါလာသောဘောက်ခွက်ကိုပင်စီတွင်ထိုးဆိုင်ခံထားလိုက်သည်ဘောက်ခွက်ဆိုသည်မှာဝါစစ်ကိုတထွာတမိုက်တစ်ဖက်ချွန်ခုတ်ဖြတ်ပြီးတစ္ဆေးခံရသောဝါစစ်ခွက်ပင်ဖြစ်သည်တစ္ဆေးတစ်ပင်တွင်ဘောက်ခွက်3-4ခွက်ခံပြီးသောအခါဦးထွန်းလာသည်နောက်တစ္ဆေးပင်တစ်ပင်ကိုရှာရပြန်လေသည်ဒီလိုနှင့်ဦးထွန်းလာသည်တွေ့သမျှတစ္ဆေးပင်များကိုမန်းကျိုးထွင်ကတစ္ဆေးထိုးနေလေတော့သည်ယနေ့တစ္ဆေးခံထားခဲ့သောဘောက်ခွက်များကိုနောက်2ရက်ကြာလျင်လာ၍ပြန်ကောက်ပြန်ခံရမည်တစ္ဆေးကောက်မလာသောနေ့များတွင်ဦးထွန်းလာကတစ္ဆေးထိုးထားရသည်သို့မှသာနေ့စဉ်အလင်းမိမိဖြစ်သည်နေညိုခြင်းရောက်သောအခါဦးထွန်းလာသည်တစ္ဆေးပင်များရှိရာအပတော်ကထွက်လာလေသည်တစ္ဆေးကောက်သမားတစ်ယောက်အတွက်တစ်နေ့လျင်ဘောက်ခွက်အလုံး600အထိကောက်နိုင်စွမ်းရှိသည်ထို့ကြောင့်လည်းအပတော်တဲ့ကဦးထွန်းလာ၏ဘောက်ခွက်ပိုင်ဆိုင်မှုမှာထောင်ချီရှိနေလေသည်ယနေ့တော့ဦးထွန်းလာသည်တစ္ဆေးထိုးရန်မဟုတ်ပဲတမြန်နေ့ကခံထားခဲ့သောတစ္ဆေးရည်များကိုကောက်ရန်အပတော်သို့ထွက်လာရပြန်သည်တမြန်နေ့ကသူခံထားခဲ့သောတစ္ဆေးကံဘောက်ခွက်များမှာ2ရက်ခန့်ကြာသောပြီဖြစ်ရာယခုဆိုရင်သူခံထားခဲ့သောဘောက်ခွက်တိုင်းတွင်တစ္ဆေးရည်က2ချက်သား3ချက်သားအထိပင်ရလောက်နိုင်သည်ထို့ကြောင့်ပလုတ်ကိုလည်းကတစ္ဆေးကောက်ထွက်လာခြင်းဖြစ်သည်ပလုတ်ဆိုသည်မှာတစ္ဆေးရည်ကိုဘောက်ခွက်ထဲကသွန်ထည့်ထားရသောအရာဖြစ်သည်နှီးကိုရက်ပြီးတစ္ဆေးနှင့်ပလုတ်ကိုတယိုးကင်ထားရသည်အမြင့်မှာတပေကန်းနှင့်လုံးပန့်တပေခွဲခန့်ရှိသည်အပေါ်သေး၍အဝကျင်သည်အောက်ကားသဖြင့်ဘူးသီးလဲရှိပုံမြုံသမားတို့၏ငားထည့်သောပူပလိုင်းအသွင်တရံရှိသည်ဦးထွန်းလာအပတော်ထဲရောက်လာခြင်းမှာနှင်းမကွဲသည်ထို့ကြောင့်အပတော်ထဲတွင်မှုံရီဝေဝါးသာရှိနေသည်သို့သော
နနစောစောနေအောင်ကြီးကိုငန်းလင်းစောင့်မြော်နေကြသောငှက်ကလေးများ၏စိုးစိုးဆန်းဆန်းမြည်နေတန်ကိုတော့အရက်ရှိမြင်နာကကြားနေရပြီဦးထွန်းလာသည်သစ်ဆေးပင်များ၏ပင်စီအောက်တွင်စိုက်ခံထားသောဘောက်ခွက်ထဲကသစ်ဆေးရည်များကိုခါးတွင်ချက်ယူလာသောပလုတ်ထဲသွန်ထည့်လေသည်ပြီးလျင်ထိုဘောက်ခွက်ကိုပြန်ခံထားသည်နောက်နေ့ရက်ကြာလျင်ယခုကဲ့သို့ပင်ထိုဘောက်ခွက်ကသစ်ဆေးရည်များကိုလာကောက်လာယူရအောင်မည်ဒီလိုနှင့်ဘောက်ခွက်တစ်ခွက်ပြီးတစ်ခွက်သစ်ဆေးပင်တစ်ပင်ပြီးတစ်ပင်ကူးလူသွားလာကဥထွန်းလာမှာအပတော်တဲ့တွင်သစ်ဆေးကောင်းနေလေသည်ຫນွေရင်းရက်သို့ရောက်လာခဲ့ပြီအပတော်ရှိသစ်ဆေးပင်များသည်အပွင့်တဝေးဝေးနှင့်ဖူးငုံဖူးဆုံငုံဆုံပွင့်ဆုံလာကြပြီထို့ကြောင့်သစ်ဆေးခန်း၍အထွက်နေလာသည်သို့သောဦးထွန်းလာကရနိုင်သမျှသစ်ဆေးရည်များကိုကြိုးစားပန်းစားစစ်စစ်ပေါက်ပေါက်လိုက်ကောက်နေသည်တနေ့လုံးအတွက်သူသစ်ဆေးကောက်ရသည့်ငွေပမာဏမှာ2300ခန့်ရှိသဖြင့်ဦးထွန်းလာခြေသက်လက်သက်ရှိနေသည်တို့နှင့်သစ်ဆေးပင်တစ်ပင်ကသစ်ဆေးရည်ညိုညမ်းညမ်းများကိုပလုတ်ပုံးထဲသွန်းထည့်လိုက်စဉ်တရွက်ကြောက်တစ်ခုကိုတစုံတစ်ယောက်တက်နှင်းလိုက်သဖြင့်ဖြောက်ဆိုသောကြိုးကြည်တန်တစ်ခုကိုရုတ်တရက်ကြားမိလိုက်၏ချက်ချင်းပင်သူ့နှာခေါင်းထဲကိုလည်းညှိစိုးစိုးအနှံ့တစ်ခုကဒိုးဝင်လာသည်ဦးထွန်းလာအတန်ကြားရစီနောက်သို့ဖြတ်ကနေလှည့်ကြည့်လိုက်ရင်ထဲထိတ်ကနေဖြစ်ပြီးလန့်သွားသည်အေယာမကြားကြီးတစ်ကောင်သည်သူ့ကိုခေါ်အုပ်ကိုက်တက်ရန်ချောင်းမြောင်းလာနေရကသူလှည့်ကြည့်လိုက်သည်ကိုပင်မြင်သွားသောအခါခြေလန်းတုံပြီးသူ့ကိုမှန်ပြီးကြည့်နေသည်ရုတ်တရက်ဦးထွန်းလာမှင်သက်မိငေးကြောင်သွားသည်ကိုအခွင့်အရေးယူကကြားကြည့်သည်ဦးထွန်းလာအားချက်ချင်းခေါ်အုပ်ကိုက်တက်ရန်အာယူလာသည်ကြားကြီးအာမှန်သွင်းလိုက်သဖြင့်ခေါင်းပိုင်းမှလှိုင်းထထားသလိုလိတ်တက်လာသောအမွှေးမြင်များသည်ကြား၏ကြောရွတ်တစ်လျှောက်ကလေပင်နာထိရောက်လာသည်ဦးထွန်းလာမှာချက်ချင်းခေါင်းနှပန်းကြီးသွားပြီးနောက်ဆုတ်ရန်တတိယလိုက်တော့လဲသူ့နောက်တွင်သစ်ဆေးပိန်နှင့်ကျိန်ပြစ်တော့ကခန္ဒီယာဘလို့မှနောက်ဆုတ်ရမရနိုင်ထိုအခါသူ့ပေါက်ချိတ်ထဲကဓမ္မတော်ကိုရုတ်တရက်ဆွဲထုတ်လိုက်ကကြောက်နှင့်ကြားကြီးကိုရင်ဆိုင်လိုက်ရလေသည်ဟေးဟုလည်းပါဇက်ကအတန်ထွက်သွားသည်သူ့လှုပ်ရှားမှုကြောင့်ကြားကြီးသည်ခေါ်အုပ်ကိုက်တက်ရန်ဟန်ချက်ပြတ်သွားသည်ထို့ကြောင့်ဦးထွန်းလာကဟေးဟုထပ်အော်ပြီးကြားကြီးကိုချင်းချောက်လိုက်လေသည်သို့တော့ကြားကြီးကသူနောက်ထပ်ဘလောက်ချင်းချောက်ထပ်အော်နောက်ဆုံးမသွားသူကသစ်ဆေးပင်တစ်ပင်သားပြေးကပ်လိုက်စဉ်ကြားကြီးကရှေ့သို့တိုးလိုက်လာသည်သစ်ဆေးပင်နှင့်ကပ်မြောင်နေသောလူကိုရုတ်တရက်ခုံးလိုက်လျင်လူအရှောင်တွင်သူ့ကောင်းကသစ်ဆေးပင်နှင့်စောင်းမိမိကိုတည်တကဲ့သို့ပင်လူနောက်ဆုတ်အပြေးကိုချောင်း၍ရှေ့တိုးနာနေသည်အမှန်ကဤကြားစိုးသည်လူအလေးကိုချောင်း၍ခုံအုပ်ခိုက်တက်ရန်စောကကြံစီခဲ့ပုံရသည်ယခုသူတရကြွေများကိုအမှတ်မထင်တက်နှင်းမိ၍သူ့ကိုလူမြင်သွားရာတိုက်ကွက်ပြက်ပြီးမလဲမရှောင်သာရှေ့ကိုတိုးလာနေခြင်းဖြစ်သည်ဦးထွန်းလာသည်ရှေ့တိုးလာနေသောကြားကြီးကိုဓမ္မတော်ပြည့်ရွယ်ပြီးစိုက်ကြည့်နေသည်သူနောက်သို့ပြေးရန်လှည့်လိုက်သည်နှင့်ကြားကြီးခုံအုပ်တော်မီကိုလည်းမူချသေးလိုက်သည်ထို့ကြောင့်နောက်သို့လည်းလှည့်မပြေးဝေးဟေးဟုလည်းစောကကြောက်ရွံ့ပြီးပါဇက်ထဲကရံမမအတန်ထသွားစဉ်ကကြားကြီးဟန်ချက်ပြတ်သွားသည်ကိုသိကယခုလည်းချင်းချောက်အော်ဟစ်လိုက်လျင်ကြားကြီးပြေးလို့ပြင်းညာထပ်ပြီးချင်းချောက်အော်လိုက်သည်သို့တော့ကြားကြီးကမပြေးရှေ့လက်နှစ်ဖက်ကိုကိုကြီးကုတ်ကြီးနှင့်ယခုချက်ချင်းပင်ခေါ်တော်မိဟန်မြင့်မြေဝတ်တွားတိုးလာနေပြန်သည်ကြားကြီးခြေလန်းတုတ်ကွေးအဆန့်အတန်းကိုအခွင့်ကောင်းယူကာဦးထွန်းလာသည်သစ်ဆေးပင်ကြားကျင်ပြစ်တော်မှနောက်ဆုတ်ခွင့်ရသာ၏ဤသည်ထိကြားကြီးကအာမမလျှော့သည်ဦးထွန်းလာနောက်ဆုတ်တော့ကြားကြီးကတိုးလိုက်လာသည်လက်မှလည်းလက်နက်ဆူ၍မဖြစ်စလောက်တစ်ခွန်တို့ဓမ္မတို့တစ်ချောင်းသာပါရာဦးထွန်းလာမှာကြားကြီးကိုရင်ဆိုင်ရမှာကြောက်ပြီးချွေးချွေးပေါက်တွေပြန်လာသည်ဤသည်ကိုသိ၍ထင်၏ကြားကြီးကဟိန်းတန်တစ်ချက်နှင့်ချင်းချောက်လိုက်ကနောက်ခြေကိုမြေကုပ်ပြီးရှေ့လက်တစ်ဖက်ကိုမြောက်လိုက်သည်ကြားကြီးအရက်မှာသူ့တပ်ပင်မြင့်သည်ကိုမြင်လိုက်ရသောအခါဦးထွန်းလာမှာအကြောက်လွန်သွားပြီးကဲကြပါအောင်မျိုးကူကြပါအောင်ကဲကြပါအောင်
ကျုပ်ကိုကြားကြီးလိုက်ကိုက်နေပြီကူကြပါအောင်ကဲကြပါအောင်ဟုတန်ကုန်ဟဲ့ဩကအပတော်တဲ့စောစောစီစီမြည်သူမှရှိမိမဟုတ်သည်ကိုပင်သတိမရတော့ပဲကြောက်နှင့်တအားအော်ဟဲလိုက်မိသည်ထိုအချိန်မှာပင်ကြားကြီးသည်ဦးထွန်းလှအားပြေးခုံအုပ်လိုက်၏တစ္ဆေးပင်တပင်ကိုကာကွယ်ယူထားသောဦးထွန်းလှကလည်းလက်ထဲရှိဓမ္မတုံနှင့်ခုံအုပ်လာသောကြားကြီးကိုစီးခုတ်လိုက်လေသည်ဦးထွန်းလှ၏ခုတ်ချက်ကကြားကြီးကိုထိမထိတော့မသည်လောလောဆယ်မှာကြားကြီး၏ဘဲညာလက်နှစ်ဖက်ပုတ်ရိုက်လိုက်ချက်ကြောင့်ဦးထွန်းလှလက်ထဲကတခုတည်းသောလက်နက်ဖြစ်သည့်ဓမ္မတုလင်းစင်သွားလေသည်ဦးထွန်းလှ၏စီးခုတ်လိုက်ချက်ကြောင့်ကြားကြီးသည်နည်းနည်းတော့လန့်သွားပုံရသည်ထို့သောလန့်သွားကမှပို့ပြီးဒေါမှန်ထလာသလိုဦးထွန်းလှ၏နောက်ဆုံးသွားနေသောခြေလမ်းအတိုင်းတိုးလိုက်လာနေပြန်သည်ဦးထွန်းလှသည်သူ့လက်ထဲကကြားကြီးလက်ပုတ်ချက်ကြောင့်လွင့်စင်သွားသောဓမ္မတုကိုအာကိုတကြီးလှမ်းကြည့်လိုက်ရာသူ့ဓမ္မတုမှာကြားကြီး၏နောက်ဘက်ရောက်နေလေသည်ဘလို့မှကြားကြီးကိုကြော်သွားပြီးတောက်ကောက်ရမရနိုင်တော့မြည်တို့လောက်ရမည်နီသူမိမြအော်66ကြားကြီးကမကြောက်ဓမ္မတုနှင့်တစ်ချက်စီးခုတ်ထားတော့လဲနောက်ပြန်မပြေရှေ့သို့သာတိုးလာသည်ရှေ့တိုးလာသောကြားကြီးကိုကြောက်နှင့်လှမ်းကြည့်လိုက်ရာကြားကြီး၏ရှေ့လက်တနေရာကတွေးထွက်လာနေသည်ကိုမြင်လိုက်ရလေသည်ထိုတွေးထွက်တန်ရုပ်ဖြစ်သွားမှုကိုဦးထွန်းလှလှမ်းမြင်လိုက်သလိုကြားကြီးလည်းယခုမှသိလိုက်ပုံရသည်ထို့ကြောင့်ပင်ကြားနာဖြစ်သွားသောကြားကြီးသည်စောကလောက်တော့မရဲဝံ့တော့သူကမှဒဏ်ရာကိုကမန်းကရန်ရှာနှင့်တစ်ချက်နှစ်ချက်ရက်ပြီးဦးထွန်းလှစီလိုက်လာပြန်သည်ဦးထွန်းလှသည်ကြောရွံ့နှင့်နောက်သို့3-4လမ်းခွန်ဆုပ်လိုက်စဉ်ခါး၌လွယ်ထားသောပလုတ်ပုံးနှင့်သူ့လက်တစ်ဖက်ခိုက်မိသွားသည်ထိုအခါမှဦးထွန်းလှကောင်းထဲနတ်မသလိုအကြံတစ်ခုချက်ချင်းပေါ်လာ၏သူခါးဘေးတွင်လဲထားသောပလုတ်ပုံးထဲ၌တစ်ဆေးရည်များရှိနေ၏ဤအခါကြားကြီးသူ့ရှေ့ရောက်လာပြီးခုံအုပ်ရန်ရှေ့လက်အမြောက်တွင်ကြားကြီးမျက်နှာကိုပလုတ်ထဲမှတစ်ဆေးရည်နှင့်လှမ်းပတ်လိုက်ရလျင်ဦးထွန်းလှသည်ကမန်းကရန်ခါပလုတ်ပုံးကိုဆွဲဖြုတ်ပြီးတစ်ဆေးပင်တစ်ပင်ကိုအကာအကွယ်ယူကာရှေ့တိုးလာနေသောကြားကြီးကိုစိမ့်ကြီးစိုက်ကြည့်နေသည်ကဲလာစမ်းငါမသာကြားဟုအကြောက်ပြေအော်ဆဲလိုက်စဉ်သူ့အားလုံးဝကြောက်ရမှန်းမသိသောကြားသည်ချက်ချင်းသူ့ရှေ့ရောက်လာပြီးကိုယ်လုံးကိုနောက်တွန်းကာခုံအုပ်လိုက်လေတော့သည်ဖြန်းကြံစီထားသည့်အတိုင်းပင်ဦးထွန်းလှသည်ကြားကြီးမျက်နှာကိုတစ်ဆေးရည်နှင့်စီးပတ်ကာတစ်ဆေးပင်တစ်ပင်နှင့်သူ့ကိုယ်လုံးကိုကွယ်လိုက်နိုင်သည်ဓာနှင့်ခုတ်ထား၍လက်ပြင်အထက်နာနေတော်လဲပြန်ပြေးရန်တတိပင်မရသောကြားကြီးသည်ဤတခါတော့ဝမ်းကောင်းတန်ကြီးနှင့်ရှူရှာဩကာနောက်ပြန်လှည့်ပြေးတော်သည်သို့သောကြားကြီးမှာဦးထွန်းလှအနားကဝေးလန်သို့ရောက်မသွားသူကြောင်ချောက်ကြားပြေးတိုင်းတစ်ဆေးပင်တစ်ပင်ကိုအားနှင့်ဝင်တိုင်းမိ၍ကဖင်တိုင်းနောက်ပြန်ကြလိုက်ပြန်ထပြေးလိုက်ပြန်တိုင်းမိ၍လဲပြိုကြလိုက်ပြန်ထပြေးလိုက်နှင့်ဦးထွန်းလှအနား၌ပင်ပတ်ချလဲ၍အော်မီယုံပြေးနေသည်ကြားကြီးဤသို့ဥတီရမဲဖြစ်နေသည်ကိုမြင်ရသည်နှင့်ဦးထွန်းလှလည်းချက်ချင်းသဘောပေါက်လိုက်သည်သူစီးပတ်လိုက်သောတစ်ဆေးရည်လက်ဆက်သည်ကြားကြီး၏မျက်စိနှလုံးထဲတဲမမတ်တောင်းဝင်သွားလေပြီဓမ္မတို့ခုတ်ချက်ကိုပင်မမှုသောကြားစိုးကြီးသည်ဤတခါတော့တစ်ဆေးရည်မျက်စိထဲကိုဝင်ပြီးမမြင်မကန်းသွေးယူသောရန်ထွက်ပြေးနေလေပြီဤတခါတော့ဦးထွန်းလှအလှဲ့သို့ရောက်လာပြီဦးထွန်းလှကစောကလေးတွင်ကြားကြီးပုတ်ချလိုက်၍သူ့လက်ကလွတ်ကျသောဓမ္မတို့ကိုလိုက်ရှာသည်ထိုအချိန်တွင်သွေးယူသွေးရန်နှင့်ဥတီယာသို့မရောက်နိုင်ပဲတစ်ဆေးပင်တစ်ပင်ကိုခေါင်းနှင့်တအားဝင်ဆောင်မိရာအထိတ်တလန့်အော်လိုက်ပြီးကြားကြီးမှာဖင်ထိုင်လျက်ကျသွားပြန်သည်သို့သောချက်ချင်းပြန်ထကာဥတီယာပျောက်ပြီးဦးထွန်းလှဓမ္မတို့ရှာနေရာဘက်သို့ပြေးချလာပြန်သည်ကြားကြီးမျက်စိထဲတစ်ဆေးရည်ဝင်ပြီးမျက်စိကန်းနေပြီကိုသိတော်လဲဓမ္မတို့ကိုယခုထိရှာမရသေးသောဦးထွန်းလှမှာအေယာမကြားကြီးနှင့်ရှေ့ဆိုင်လုံးသက်ရင်ဆိုင်လုံးသက်ရမည်ကိုကြောက်သည်ဖြင့်ရှောင်ပြေးရပြန်၏ဒီလိုနှင့်သူ့ဓမ္မတို့ကိုပြန်ရသောအခါဦးထွန်းလှသည်ကြားနောက်သို့ပြေးလိုက်ပြီးဓမ္မတို့နှင့်နောက်ကခုတ်လိုက်သည်ဤဒီမှာဦးထွန်းလှ၏အမှားပင်ဖြစ်၏သူနောက်ကနေ၍ခုတ်လိုက်စဉ်နောက်ကျုံးပြေး၍သူ့ကိုခုံလာသောကြားကြီးသည်မျက်စိမမြင်တော့လဲမိယာကိုလှမ်းကိုက်ရာဦးထွန်းလှ၏ဓမ္မတို့ကင်ထားသောလက်ရလက်ကိုပင်ကိုက်မိသွားသည်ထိုအခါ
သူ့လက်ထဲကဓမ္မတိုလည်းလွတ်ကျသွားပြန်၏ဦးထွန်းလှကံကောင်းသည်ဟုဆိုရမည်မျက်စိမမြင်သောကြားကြီးသည်ဦးထွန်းလှလက်ကိုမမြင်မဆန်းကိုက်မိလိုက်တော့လဲကြားနာခဲမလွတ်အောင်မခဲတာချက်ချင်းသူ့ပြေးလန်းလွတ်လန်းကိုသာရှာ၍ထွက်ပြေးသွားသည်ကြားကြိုက်ကြားကြိုက်ခံလိုက်ရသောဦးထွန်းလှမှာဤတခါတော့ကြားမြက်ကန်းနောက်ကိုလိုက်ချောင်းပြီးမခုတ်ရတော့ကြားကြိုက်ခံရသောလက်တစ်ဖက်နှင့်ဓမ္မတိုကိုကောက်ကအော်ဟစ်ပြီးရွာဘက်ပြေးသည်ကြားကြီးပြူကြားကြီးတကောင်ကိုအပတော်ထဲမှာကျုပ်သစ်စေးရည်နဲ့မျက်စိကန်းအောင်ပတ်ပြီးဓာတ်နဲ့ခုတ်ထားခဲ့တယ်မြန်လိုက်ဟေ့ကောင်ထွန်းလာဘာရဲကွကြားကြီးဟုတ်လားရွာရဲအော်ဟစ်ပြေးဝင်လာသောဦးထွန်းလာအတန်းကြောင့်အိမ်ထဲကပြေးထွက်လာသောဦးအောင်လုံးကစီးမိသည်ဟုတ်တယ်ကိုကြီးလုံးကျုပ်သစ်စေးတွင်အပတော်ထဲမှာကြားကြီးတကောင်ကိုခုတ်တက်ထားခဲ့တယ်ဒီမှာကျုပ်လက်ကိုကိုက်လွတ်လိုက်လို့ကျုပ်ရွာထဲပြန်ပြေးလာရတာမြန်လူစုပြီးလိုက်ကြမှာဖြစ်မယ်ဗျကြားကိုမျက်စီထဲသစ်စေးရည်နဲ့ကျုပ်ပတ်ထားခဲ့လို့ခုမမြင်မစမ်းမကြံခဲ့တယ်မြန်လောက်ကြစမ်းပါဗျာမောကြီးပန်းကြီးနဲ့ဟောရဲဆိုင်လာသောဦးထွန်းလှရဲ့စကားကိုကြားလိုက်ရသောအခါခေါင်းဆောင်ချောင်းကောင်းကြီးဦးအောင်လုံးမှာဟဲ့ကနေဖြစ်သွားသည်ထိုစဉ်မှာပင်ကြားကြီးဟူသောဦးထွန်းလှရဲ့စကားကြောင့်ရွာသူရွာသားကလေးသူငယ်များပင်သူတို့အနာ10ယောက်ထပ်မနည်းဆုရောက်လာကြသည်ထိုအထက်တွင်ရွာမုတ်ဆိုးတစ်ပိုင်းဖြစ်သောငမောင်ကြီးကလည်းပါနေရငမောင်ကြီးကပါတခါဖြိုးဦးထွန်းလှအပတော်မှာကြားတကောင်ကိုခုတ်ထားခဲ့ပြီတဲ့ထိုးနဲ့လိုက်ချင်တဲ့သူတွေမြင်လာကြဒိုးတော်သွားပြီဟုဖြိုးရစ်ကအိမ်ပေါ်ပြေးတက်ပြီးလှန်ရှည်တစ်ချောင်းကိုဆွဲချလာသည်ပြီးတော့ကြားလိုက်ပါကြမိသူများကိုစောက်ရင်အိမ်ရှိတွင်လှန်ရှည်ကိုထောက်ကဟန်နစ်ပန်နစ်ရပ်နေလေသည်ဘလောက်မှမကြားဦးအောင်လုံးပါဝင်ရွာသား10ယောက်ကလည်းလှန်သားမိန်ဝါပြောင်ဒူးလေးစသည်ရရလက်နက်များကိုဆွဲကိုင်းကချက်ချင်းငမောင်ကြီးအနား၌လာစုကြသည်ဦးထွန်းလှကမူကြားရရင်ခမရတို့နော်ကျုပ်တဝက်ဆိုင်နေဟုပြောကသူ့အိမ်ပြက်ပြေးသွား၏အချိန်ကာလမှာကြားတကောင်ရလျင်ငွေတောင်းကြီးရသော1990ခုနှစ်ပတ်ဝန်းကျင်ဖြစ်သည်နိုင်ငံတော်ကဈေးကွက်စီမံရေးဖွင့်လှစ်ထားရာမြန်မာနိုင်ငံရှိမြေပေါ်မြေအောက်တင်အစရများကိုနိုင်ငံခြားကုမ္ပဏီများကအလူအယက်လာဝယ်နေကြသောကာလဖြစ်သည်ရေတင်အစရဖြစ်သောငါပဇွန်ကနန်းရေခုခရုပေါင်ကနုကမာခွန်များကိုပင်ဝယ်ကြသလိုကုန်းတင်အစရနှင့်ပတ်သက်၍လည်းတေဂျေဝလာဦးချင်းနေအောင်ဦးမကြီးစေကုတ်ကိုစေဆံမန်းစေပင်စိမ့်စေဂုံညင်းတို့မို့ကြီးမို့ဒီစသည်မကြံနယ်ဆက်တွင်တိုင်ဖွင့်၍ဝယ်နေကြသည်တော်တလေးဆံများနှင့်ပတ်သက်၍လည်းစင်ဆွဲပြောင်ကျူချေကျူဆက်ကျူတောင်လေးကျတူရီတာလီကဥတော်ကင်းလိချောငွေပွေးငွေဟောင်းစသည်မြမတောတောင်ထဲရှိတယံဇာတများမှာလွန့်ပစ်စရာမရှိသောကာလဖြစ်နေသည်ထိုအထဲတွင်ဈေးကောင်းဆုံးမှာဝန်သေးကြီးနှင့်စပကြီးစပအုံငွေသေးကြီးတို့ဖြစ်သည်ယခုဦးထွန်းလှခုတ်တက်ထားခဲ့သည်ဆိုသောကြားကမူဆိုဖွယ်ရမရှိဈေးကောင်းဆုံးတော်တလိဆန်ဖြစ်နေသည်ကြားတကောင်သာရပါကအစွဲအယိုးအသားအရည်ဘာတစ်ခုမှလွန့်ပြရသည့်ရာဟုမရှိထို့ကြောင့်လည်းဦးထွန်းလှကသူကြားရလျင်သူ့ကိုတော်ဝက်ပေးရမည်ဟုပြောသွားခြင်းဖြစ်သည်ထို့သို့ပြောထားခဲ့ရုံနှင့်လည်းဦးထွန်းလှကအာမရသည်ကြားရလျင်သူတော်ဝက်ရဖို့လို့တလို့ကြားလိုက်ကြရလိုက်ပါလျင်သူ့အတွက်လည်းဝေစုတစုရအောင်ဟူသောသဘောနှင့်ကြားကိုက်ခံရသောလက်ကိုကမန်းကရန်နနှင်းထက်ပတ်တီးပတ်ပြီးကြားလိုက်ရလူအုပ်နှင့်အတူပါလာပြန်သည်ဦးထွန်းလှမှာအနာတန်ရာကြီးနှင့်ဖြစ်တော်လဲဤဒီကိုမြည်သူမှမကုန်ကြကြသူအပတော်ရဲ၌ခုတ်ထားခဲ့သည်ဆိုသောကြားကြီးကိုရရန်မှာသူစားခုတ်ထားတဲ့သောနေရာကခြေရာခံလိုက်ကြရမည်ဖြစ်ရာဦးထွန်းလှကိုပင်ရှေ့တန်းတင်၍ရာကထွက်လာကြသည်သူတို့ရွာကထွက်လာချိန်မှာနေထန်းတပြားခန့်ပင်ရှိသွားပြီကြားဟူသောအတန်ကိုကြားသည်နှင့်ဝေစုရအောင်ထွက်လိုက်လာကြသူများတွင်ကလည်းမနှဲလူကြီးတွေမရှိ၍ဝေစုရအောင်ပြေးလိုက်လာကြသောကာလာသားပေါက်ကလည်းလူ20လောက်တည်း3ယောက်ပါ၏
သူတို့မှာဘလို့ပဲဖြစ်တနေ့တည်းကြားရောင်းကငွေများထဲမှာ50တရားရရင်လဲမနှဲဟုသောသဘောနှင့်လိုက်ပါလာကြခြင်းဖြစ်သည်သို့သောဦးထွန်းလာတို့ကြားလိုက်အဖွဲအပတော်မရောက်မီပင်ချိန်ခုတ်ရာကရွာဘက်ကိုမပြေုံတမဲပြန်လာကြသောအိုက်လောလူတို့သားအဖနှင့်မျက်နှာချင်းဆိုင်ဆုံမိကြသည်ဒါလှန်မိတ်ဝါပြောင်ဒူးလေးကိုစီနှင့်လူအုပ်ကြီးကိုမျက်နှာချင်းဆိုင်တွေ့မိလိုက်ကြသောအခါအိုက်လောလူတို့သားအဖမှာအံ့ဩသွားကြသည်ထို့ကြောင့်လဲအိုက်လောလူကကိုကြီးလုံတို့အဖွဲ့ဘွယ်သွားကြမလို့လဲလူအုပ်ကြီးကမနှဲပါလားဟုအံ့ဩသလိုကြီး၍မေး၏တို့ကြားလိုက်သွားကြမလို့ကွမင်းတို့သားဖလဲဝေစုရအောင်လိုက်ချင်လိုက်ခဲ့ဗျာကိုကြီးတို့အဖွဲ့ကြားလိုက်သွားကြမလို့အိုက်လောလူဤပင်ကိုပြုတ်ကျဲသောမျက်လုံးကပိုပြုတ်ထွက်လာပြီးဥအောင်လုံးဤစကားမဆုံးမီပင်သူ့ပါဇက်ကအာမေရိတ်တန်ထွက်သွား၏ဟုတ်တယ်ကွထွန်းလာကသူအပတော်ထဲမှာကြားတကောင်ကိုတစ္ဆေးရည်နဲ့မျက်နှာပတ်ပြီးဓာတ်နဲ့ခုတ်ထားခဲ့တယ်ပြောလို့အဲ့ဒါခုကြားရှိရကိုထွက်လာကြတာဥအောင်လုံးဤစကားကိုကြားတော့အခါအိုက်လောလူတို့သားဖားနှစ်ယောက်မှရုတ်တရက်ငိုင်းကြသွားကြသည်ပြီးတော့မှငမောင်ကြီးကိုစိုက်ကြည့်ပြီးငမောင်ကြီးလာစမ်းပါကွမင်းနဲ့ငါတို့တိုင်းပင်စရာရှိလို့ဟုအိုက်လောလူကရွာမုတ်ဆိုးငမောင်ကြီးကိုလက်ဆွဲခေါ်ကလူအုပ်နဲ့ခလန်းလန်းနေရမတ်တက်ရလိုက်ကြသည်ဘာမှမသိပဲအိုက်လောလူဆွဲခေါ်ရသို့ပါလာသောငမောင်ကြီးကခမည်းဟာကအရေးတဲ့ဘာလဲဗျဟုអော်လိုက်၏တိုးတိုးပြောပါကွမင်းနဲ့တိုင်ပင်ရအောင်ရွာကိုတို့ပြေးလာကြတာကွကြားတကောင်တွေ့ထားခဲ့လို့အဲ့ဒါငါတို့သားဖကမင်းနဲ့တို့တိုးတိုးတိတ်တိတ်တိုင်ပင်ပြီးအဲ့ဒီကြားကိုသွားဖမ်းဖို့ခုလာခေါ်ကြတာဟင်းခင်ဗျားတို့သားဖလည်းကြားတွေ့ခဲ့တယ်ဟုတ်လားဘယ်မှာတွေ့ခဲ့ကြတာလဲပြောစမ်းပါဦးအိုက်လောလူကတိုးတိုးပြောပါကွဆိုသဖြင့်ဤတခါတော့ငမောင်ကြီးအတန်းကအိုက်လောလူကြားအောင်လောက်သာထွက်လာတော့သည်ဘယ်မှာတွေ့ခဲ့လဲဆိုတော့တို့အထက်တော်မင်းသိပါတယ်တို့သားဖချိန်ခုတ်ခဏနာပြီးတောင်ဆောင်မှာလှဲနားနေကြတော့ဘယ်ကဘလို့ရောက်လာမှမသိဘူးကွကြားကြီးကတို့သားဖကိုပေါ်တော်ကြော်ခွနင်းပြေးသွားတာနည်းနည်းနော်အကောင်ကြီးမဟုတ်ဘူးရတာရလိုက်လို့ရတော့ကွာအ ਨੇ ဆုံး4-5တောင်းတော့အောက်တစ်ပဲအဲ့ဒါတို့မင်းနဲ့တိုင်ပင်ရအောင်ပြေးလာကြတာဟာဦးလေးလောပြောပုံရဆိုအဲ့ဒီကြားကဦးထွန်းလာဓာတ်နဲ့ခုတ်ပြီးမျက်စိထဲကိုတစ်ဆေးရည်နဲ့ပတ်ထားခဲ့တဲ့ကြားပဲဖြစ်မှာပေါ့ဦးလေးတို့ကိုကြားကြီးကကြော်ခွတောင်နင်းသွားတယ်ဆိုတော့ဒါမျက်စိကန်းနေလို့ပဲနေမှာဗျနှုတ်မို့ကြားကြီးကလူကိုတော့ကြော်ခွနင်းသွားမလားဗျကြိုက်ထားခဲ့မှာပေါ့ခုဦးထွန်းလာလက်ကိုတော့ကြိုက်ထားခဲ့လို့ဟိုမှာတွေ့လားပတ်တီးကြီးနဲ့ဦးလေးလောတို့တွေ့ခဲ့ကြတဲ့ကြားဟာဦးထွန်းလာခုတ်ထွက်လိုက်တဲ့ကြားမျက်ကမ်းပဲဖြစ်ရမယ်ရွာမိုးဆိုးငမောင်ကြီးကပဂရိယောဂန်တိုင်းဖြစ်နိုင်ကြီးကိုပြောလိုက်သည်ငမောင်ကြီးစကားကိုကြားလိုက်ရသောအခါအိုက်လောလူတို့သားဖာမှာပို့ပြီးခေါင်းငိုက်စိုက်ကြသွား၏အစကသူတို့တွက်လာကြသည်မှာစောစောကမှသူတို့သားဖာကိုကြော်ခွနင်းပြေးသွားသောကြားကြီးကိုသူတို့နှစ်ယောက်တည်းနဲ့လည်းမလိုက်ဝင်ကြထို့ကြောင့်သူတို့နယ်တဝိုက်တွင်နမကြီးမိုးဆိုးကျော်ဦးထော်ကိုအကျိုးအကြောင်းပြောပြပြီးဦးအထော်ဤတပည့်3ယောက်3-4ယောက်နဲ့ထိုကြားကြီးကိုသူတို့တွားလိုက်ကြမည်ပထမဦးဆုံးကြားသတင်းပေးတော့သူတို့သားအဖကကြားရောင်းရငွေတစ်ဝက်ကိုရမိပြင်လူဖို့လဲနှစ်ဖို့ရမည်ဟုဝမ်းသာအားရဦးထော်ကြီးစီပြေးလာကြကမှဦးအောင်လုံးတို့အဖွဲ့နဲ့လမ်းမှာဆုံမိကြ၍ထိုကြားမှာဦးထွန်းလာအပတော်တဲ့ကမျက်စိကိုတစ်ဆေးရင်နဲ့ပတ်ပြီးခေါ်လွှတ်လိုက်တော့ကြားဖြစ်နေမှန်းသိလိုက်ကြသည်ငမောင်ကြီးပြောလိုက်သလိုဤဒီကိုသူတို့သားအဖလည်းဘလို့မှမငြင်းနိုင်မြက်ကန်းကြမဟုတ်လျင်သူတို့သားအဖကိုကြိုက်တက်သွားမိမှအမှန်ပင်သို့တော့အိုက်လောလူကကြားလောဘတက်ပြီးဒါကမင်းပြောသလိုဦးထွန်းလာကြားလို့ကန်ဒီကံမပြောလို့ရမလားကွရတယ်ပဲထားအောင်ဦးထွန်းလာအပတော်မှခုတ်ထားခဲ့တာခုငါတို့တွေ့ခဲ့တာအထက်တော်ဒီတော့ဦးထွန်းလာလို့လဲငါတို့လည်းဝေစုခွဲတဲ့အခါရတင်တယ်ဒီကြားကိုငါတို့သာမတွေ့မိရင်ဘလို့ခြေရခံလိုက်ကြမလဲကြားကအပတော်မှမရှိတော့တာဒီလိုမဟုတ်လားကွခမားတို့တွေတွေ့တယ်ဆိုတာကခုမှကြားကြီးနဲ့ကျုပ်နှပန်းလုံးခဲ့ရတာကမနှက်ခဲကဗျဒီမှာတွေ့လားကျုပ်လက်တစ်ဖက်တောင်ကြားကြိုက်သွားတာကိုကြီးလုံးအိုက်လောမတရားပြောနေတာကြားတယ်နော်ကြားကြီးကဘယ်စီရောက်လို့ဘယ်စီပေါက်မှန်းမသိ
ကြားဝေစုခွဲရေးကိစ္စကိုခုကပင်အခြေတင်အငင်းပွားနေကြလေရာချောင်းကောင်းကြီးဥအောင်လုံးမှလည်းရုတ်တရက်ဘာပြောရမှန်းမသိဖြစ်သွားသည်ထိုစဉ်အိုင်လောလူဤသားကာလာသားပေါက်ငဆောင်ဆိုသောကောင်းလေးကအဖေပြောတာဟုတ်တာပဦးလေးထွန်းအပတော်မှာခုတ်ထားခဲ့လို့အပတော်မှာကြားရရင်တော့ဦးလေးထွန်းတဝက်ဆိုင်တာမှန်တယ်ခုကကျွန်တော်တို့ကြိမ်ခုတ်နေကြတဲ့တောမှာတွေ့တာအပတော်မှာခုသွားရှာကြမလို့မဟုတ်လားဒါဆိုသွားရှာကြကျုပ်တို့ကတော့ဘာကြီးတော်ကိုခေါ်ပြီးကျုပ်တို့တွေ့ခဲ့ကြတဲ့အထက်တော်မှာသွားရှာမယ်ဘယ်နဲ့လဲကဲလာဗျာအဖေကျုပ်တို့ဘာကြီးတော်သွားခေါ်ကြမယ်ဟေ့ကောင်ငါဆောင်လူကြီးတွေပြောနေတာမင်းဘာတိလို့ဝင်ပြောနေရတာလဲမင်းတို့အထက်တော်မှာတွေ့ခဲ့တဲ့ကြားကအပတော်ကကြားပဲမဟုတ်လားဦးထွန်းလာခုတ်ထားခဲ့တဲ့ကြားပဲမဟုတ်လားတောင်မန်းကမ်းမသိပဲဝင်ပြောနေတယ်သွားခေါ်လေမင်းဘာကြီးတော်မနေ့ကပင်မိုးမိတ်ဘက်ဆင်းသွားပြီရှိပါလိမ့်မယ်ရွာမှာအာကြီးသွားခေါ်ကြမိုးစိုးကြီးဦးတော်နဲ့သူ့ကိုဝမ်းခွဲတော်ပြီးအိုင်လောလူတို့ထက်ရင်းချသူဥပအောင်မော်ကအော်လိုက်တော့အခါအိုင်လောလူသားငဆောင်ကနှုတ်ဆက်သွားသည်ကဲကွာမင်းတို့ဟာကလည်းမဟုတ်သေးပါဘူးမုတ်စီကျော်ကဘယ်စီနေမှမသိသေးဘူးနှခမ်းနာနဲ့တဲပါမလားဆိုသလိုဖြစ်နေကြပြီကြားတော့မရသေးဘူးဝိဝါဒတွေများနေလိုက်တာငါပြောမယ်တကယ်လို့ကြားရခဲ့ရင်မောင်ထုံးလာကအရင်တွေ့ထားတဲ့အပြင်သူခမရလက်ကိုလည်းကြားကြိုက်ခံထားရတယ်ပြီးတော့ကြားကြီးဝေးဝေးကိုပြေးမြောက်သွားအောင်မျက်လုံးကိုလည်းတစ်စေးရည်နဲ့ပထားခဲ့တယ်ဆိုတော့ကြားရရင်မောင်ထုံးလာကတဝက်ဆိုင်နေတာမှန်တယ်မင်းအိုင်လောလူတို့သားအဖကဒုတိယလူပြီးတော့လဲကြားကြိုက်လည်းမခံရဆိုတော့မင်းတို့နှစ်ယောက်အတွက်လူတဖို့ဝေပုံကြအပိုပေးမယ်ကွာဘယ်နဲ့လဲငါပြောတာအဲ့လောမင်းဘာစဉ်းစားနေတာလဲဦးကြီးလုံပြောတာတရားပါတယ်ကွလက်ခံရမှာပေါ့ရွာတွင်လူရိုသေးရှင်ရိုသေးအစိုးရလက်ကစားမင်းမှုတန်းဖြစ်သောချောင်းကောင်းကြီးဦးအောင်လုံး၏စကားကိုပင်နာခံရမှန်းမသိပဲခေါင်းငိုက်ဆိုင်ပြီးစဉ်းစားတယ်လို့လုံနေသောအိုင်လောလူကိုပါလီယာဟုရွာတွင်နာမည်ကြီးနေသောစိန်ကောင်းဥပကျော်ကနားချသည်ဟုတ်ပါတယ်ကွအိုင်လောရမင်းထွန်းလာကိုတဝက်လိုချင်းစောစောကပင်ကြားခိုက်ခံလိုက်ပါလားဒါဆိုမင်းထွန်းလာလို့ပဲတဝက်ရစီရမယ်ငါတောင်းဝင်ခံတယ်ရရေးရွာရေးဘယ်နေရာဖြစ်ဖြစ်အမြဲဘူးကလန့်ပြောနေကြဥအောင်တောင်းကြီးစကားကိုတော့အာနာတတ်သောဥရွှေပန်းကဟေ့ခွေးကောင်မပြောကောမဆိုကောဟုအော်ဟန့်လိုက်ရသည်ကြားဝေစုရရေးထက်ဟန်ရေးပြရန်အပျော်လိုက်လာကြသူကာလာသားပေါက်များနှင့်လူငယ်ပိုင်းတချို့ကမူတဟားဟားရဲပြီးဟုတ်တယ်ဥအိုင်လောကြားကြိုက်ခံလိုက်အဲ့ဒါမှဦးထွန်းလာနဲ့ဝေစုတူတူရမှာဟုတမင်ဝိုင်းတော့အော်ဟစ်ကြပြန်သည်ဤဒီကိုမုတ်ဆိုးကုံရဲရင်ကုံနှင့်ထိန်းနိုင်သောရွာမုတ်ဆိုးငမောင်းကြီးကဒီလိုသာခမည်းတော်တယောက်တစ်ပေါက်ဖြစ်နေကြရင်ကြားမပြောနဲ့ကြားကြီးတော်ရမှာမဟုတ်တော့ဘူးခုပဲဘယ်ချိန်ရှိသွားပလဲနင်းမိုးမဲတဲ့တော့မယ်ဘာကြီးလုံးပြောတာကိုအားလုံးလက်ခံကြရင်ကြုံတော့လိုက်ခဲ့ကြမကျင်တတ်တဲ့လူမလိုက်ချင်တဲ့လူနေခဲ့လို့ရတယ်ကျုပ်ကတော့ဦးလေးထွန်းစတွေ့ခဲ့တဲ့အပတော်ကကြားကိုလက်လွတ်မခံနိုင်ဘူးကဲသွားပြီပြောဆူဆူနဲ့ဓာမုတ်ဆုံးငမောင်းကြီးအထက်တော်ဘက်ကိုလှန်ထမ်းပြေးတော့သည်ဤကြားကိစ္စမှာအာကိုအားထားရမည်သူဆို၍ဤငမောင်းကြီးတယောက်သာရှိလေရာဦးထွန်းလာအိုင်လောလူဦးအောင်လုံးပါဝင်အားလုံးရွာမုတ်ဆုံးငမောင်းကြီးနောက်ကြားလိုက်ရန်တစုတဝေးတဲ့ပါလာကြပြန်၏အထက်တော်ကိုရောက်သည်နှင့်ပထမဦးဆုံးအိုင်လောလူတို့သားအဖကြားကြီးကြော်ခွနင်းပြေးသွားသည်ဆိုသောနေရာကိုပြခိုင်းကြလေသည်အိုင်လောလူတို့သားအဖကလည်းသူတို့ခုတ်လက်စကျိန်450ပင်နေရာနာကကြားကြီးကြော်ခွနင်းပြေးသွားသည်ဆိုသောနေရာကိုပြလေသည်ထိုနေရာမှာကြားကြီးအားထင်နိုင်သောနေရာမဟုတ်ထို့ကြောင့်မိုးစုံကမောင်းကြီးကဥအိုင်လောခမည်းတော်သားအဖကိုကြော်ခွနင်းပြေးသွားပြီးအဲ့ဒီကြားကြီးဘယ်ဘက်ပြေးသွားလဲပြောပါဦးဟုအိုင်လောကိုစစ်စစ်ကြည့်၍မေး၏ငါတို့ကိုကြော်နှင်းသွားတဲ့ကြားကြီးကဟိုဘက်ထွက်ပြေးသွားတာပဲကွအိုင်လောလူကရေပြာချောင်းဘက်လက်ညှိုးညွှန်ပြ၍ပြော၏ကြားအချင်းတွေကဘလို့ပြေးသွားလဲဦးလေးထုံးပြောတဲ့အတိုင်းဆိုမျက်စိကန်းနေတဲ့ကြားကတက်တက်မတ်မတ်တော့ပြေးနိုင်မှာမဟုတ်ဘူးအပတော်မှတုန်းကလည်းဟိုပင်ဝင်တို့ဒ
ဒီပင်ဝင်တိုက်ပြီးဥတီယာမယ်ထွက်ပြေးတယ်လို့ပြောတယ်ခုလဲဥအိုက်လောတို့ကိုကြော်နှင်းခွပြေးသွားတာလမ်းမရဆမ်းမရပုံစံမျိုးနဲ့ပြေးသွားတာလားအဲ့ဒါတော့ကြောက်နဲ့မို့ငါတို့လည်းတိတ်သတိထားမိလိုက်မမိလိုက်ကြဘူးကွတောင်ဆောင်မှာမင်းနေကြရာကကြားကြီးစီးအင်းအကြော်ခံရမှမျက်စိဖွင့်ကြည့်မှမိကြတာကိုဤစကားကိုတော့အိုက်လောလူကအမှန်တိုင်းပြောသည်ဟေ့ကောင်ငမောင်ကြီးဒီကောင်တွေမေးလို့အချိန်ကြာတယ်တို့မြ мян အိုက်လောလူပြောတဲ့ရေပြာချောင်းဘက်ကိုလိုက်ကြမှဖြစ်တော့မပေါ့ကွာစိန်မူပါလီယာကထိုးတော့ဝင်ပြောလိုက်လီယာငမောင်ကြီးပါဝင်အားလုံးမှာရေပြာချောင်းဘက်ပြေးလိုက်ကြပြန်သည်ຫນွေလားဖြစ်သဖြင့်ရေပြာချောင်းမှာရေခမ်းချောင်းနေသည်သို့တော့တစ်ချောင်းလုံးချောင်းနေသည်တော့မဟုတ်တချို့နေရာများတွင်တင်ကြံနေသောရေအိုင်များရှိသေးသည်ဤဒီကပင်ကြားလိုက်အဖွဲအတွက်ကံကောင်းသွားခြင်းတရက်ဖြစ်သည်ဘဲကြောက်ဆိုသောချောင်းကိုဆုံ၍လိုက်ရှာကြရာရေအိုင်နာတစ်ခုတွင်လက်လက်ဆက်ဆက်ကြားချီရကြီးများကိုထင်ထင်ရှားရှားတွေ့ကြရသည်ကြားချီရကြီးများမှာလူကြီးနှစ်ထွာနီးပါးရှိသဖြင့်မိုးဆိုးကြီးငမောင်ကတတိထားကြပြီဤကဏ္ဍနီလာစင်းကြီးဖြစ်ရမယ်ဒီကြားဟာဒီရေအိုင်ကနေရေတောက်ပြီးဒီဘက်ကန်တက်သွားတာဟောဟေ့ဒီမှာခြေရထတွေ့တယ်ကဲသတိဝရိယနဲ့လိုက်ကြဟုပြောပြီးကြားချီရနောက်ကိုသူကဦးဆုံးလှန်တဲ့မပြေးုံတမဲလိုက်သွားတော့အခါနောက်လူများကလည်းမိုးစုံငမောင်းကြီးနောက်ပြေးလိုက်ကြလေသည်သို့တော့ကြားချီရမှာချောင်းမြေပြောလိုက်တာထင်ပြီးတောင်စားတောချုံထဲရောက်သည်နှင့်ပျောက်သွားလေတော့သည်ခြေရလည်းမတွေ့ရတော့ဘူးဆိုတော့ခမားတို့လည်းဟိုရှိုဒီရှိုတဲ့ရှာကြည့်ကြအောင်ကျုံနောက်ကြီးလိုက်မနေကြနဲ့ဒီဘက်ကန်းကိုရောက်လာတဲ့ကြားဟာဒီဘက်ကရှိုးတွေမှာပုံနေနိုင်တယ်မျက်စိကန်းနေတဲ့ကြားကိုဘာမှကြောက်စရာမလိုဘူးတွေ့တာနဲ့ဝင်ထိုးဝင်ခုတ်ကြမိုးစုံငမောင်ကြီးပြောသည့်အတိုင်းရေပြာချောင်းဤဘက်ကန်းရှိချောင်းတွေ6တွေရှိုးတွေထဲလူအကြီးကခြုံကိုတဖက်မှန်းရ၍၎င်းကြားထွက်ပြေးလာအောင်ညာတံပေး၍၎င်းတော့6တလို့ဘုံတိုင်းကျဲလိုက်ရိုက်လိုက်နှက်လိုက်ဖြင့်ရှာနေကြတော့သည်ယခင်ကကြားတန်ကြားသည်နှင့်ပြေးခဲ့ကြရသောလူများမှာယခုအခါလောဘစောတိုက်ပြီးကြားကြီးကိုမြည်သူမှကြောက်ရလန့်ရမှမသိဖြစ်နေကြသည်ကြားကသာ30လောက်ရှိသောလူအုပ်ကြီးကိုကြောက်လန့်ကတပြေးတည်းပြေးနေပုံရ၏ထို့ကြောင့်လည်းရေပြာချောင်းတစ်ဖက်ကန်းရှိတောတောင်တွေကိုလူစုကိုဝိုင်းရှာကြတော့လဲကြားကုန်မဆိုတာနဲ့ငမောင်းကြီးစောစောကစကားချွန့်ရဲ့အမတ်တမဲ့ပြောလိုက်သလိုကြားချေပင်မတွေးဖြစ်နေ၏အချိန်မှလည်းနေမွန်းဆောင်နေပါရောက်လာလိမ့်ပြီသူတို့အားလုံးမှာတယောက်မှနနက်စာစားခဲ့ကြသူမပါသို့သောဤကြားကြီးကိုသာရလိုက်ကြလျင်ဟူသောလောဘသောကြောင့်သူတို့မှာထမင်းဆာရမန်းမကိုပင်တတိမရကြတော6တလူအော်ဟစ်ကြခြုံပုတ်ကျိန်ပုတ်ဝါပုတ်တို့ကိုတုံးတိုင်းလိုက်ရကြနေပင်အချိန်မှာနေမွန်းဆောင်ကြီးရောက်သွားခဲ့လေပြီသူတို့မိမြရှာရှာကြားကြီးကိုရှာမတွေ့ကြသည်ထို့ကြောင့်စေအိမ်ကောင်းပါလီယာကငမောင်ကြီးဝေးငမောင်ငါတို့ဒီလိုရှာနေကြတာထက်ဥထော်ကြီးခွေးတွေတော့ခေါ်ပြီးအနံ့ကန်လိုက်ရှာခိုင်းကြရင်ပိုကောင်းမယ်ထင်တယ်တောထဲတွင်တစုနှင့်တစုတယောက်နဲ့တယောက်မမြင်ကြရသဖြင့်စေမှုပါလီယာကမိုးဆိုးကြီးငမောင်းကိုလှမ်းအောင်ပြောသည်ငမောင်းကြီးစီကချက်ချင်းစကားပြန်မရသဖြင့်ပါလီယာကဝေးငမောင်ကြီးငါပြောတာကြားလားဟုလှမ်းအော်လိုက်ပြန်၏ကြားပါတယ်ဦးလေးဘာတော်ကြီးခွေးတွေကသူ့အရှင်မပါပဲဘလူခေါ်တောတက်မလိုက်ဘူးဦးလေးအဲ့ဒါကျွန်တော်ကိုတွေ့ပါခုဘာကြီးတော့လဲမိုးမိတ်ဆင်းသားတော့သူ့ခွေးတို့ကိုခေါ်လို့ရမှာမဟုတ်ဘူးမိုးစုံငမောင်းကသူ့ဆရာနဲ့ဥတော်ကြီးခွေးတွေအကြောင်းကိုအထက်သည့်သဖြင့်ပြန်အော်ပြော၏ငမောင်းမှာဥတော်ကြီးစီမ၌မိုးစိုးပညာသင်ခြင်းဥတော်ကြီးနှင့်တောလိုက်တောပြစ်ထွက်ခြင်းတို့ကို3 နှစ်လှုပ်လာသူဖြစ်သဖြင့်ဥတော်ကြီးခွေးတွေအကြောင်းကောင်းကောင်းသိ၍ပြန်အော်ပြောခြင်းဖြစ်သည်ဤဒီမှာအမှန်လည်းဟုတ်သည်ဥတော်ကြီးသည်သူခွေးများကိုမိတို့မိပုံမိုးစိုးပညာနှင့်သင်ထားသည်မသိသူခွေးများမှာသူသခင်စီ၌ပညာလာသင်ကြသော
မောင်းတို့လိုတရက်တည်းတပည့်ရွေးတွေတပည့်ရင်းတွေပင်တောတက်ခေါ်၍ရသောခွင့်များမဟုတ်ဥတော်ကြီးခွင့်များမှာသူသခင်ကလွယ်ပြီးမိသူခေါ်မရသောခွင့်များဖြစ်လေသည်ဒီလိုနှင့်ရေပြာချောင်းတစ်ဖက်ကမ်းရှိတောတောင်တွေမှာထောင်းလမောင်းသာကြည်တော်မီမနက်ကဦးထုံးလာနှင့်နမလုံးခဲ့ကြပြီးအိုင်လောလူတို့သားဖပါတွေးလိုက်ကြရသောအပတော်ကကြားကိုခုထိရှာမရဖြစ်နေကြသည်ကြားလိုက်ကြားရှာထွက်လာကြသောအဖွဲ့ထဲမှာကာလာသားပေါက်ကလေးတွေလည်းပါနေရတချို့မှာထမင်းစာတစ်ဖြစ်တိတ်တိတ်ကလေးပင်ရွာပြန်လာကြလေပြီအကယ်၍ကြားတွေ့၍အော်ကြတက်ကြတန်ကြလျင်တော့ဤကာလာသားတွေမှာဝေစုရအောင်ရေပြာချောင်းဘက်ပြန်ပြေးကြမိသူများဖြစ်လေသည်အမှန်ကတော့လူငယ်များသာထမင်းစာ၍ရာသို့တိတ်တိတ်ပြန်ပြေးသွားကြသည်မဟုတ်လူကြီးအချို့ပင်အလိုပြန်ပြေးကုန်ကြပြီဖြစ်သည်နောက်တော့နေကလည်းသုံးပိုက်ခတ်သွားပြီဖြစ်ရာလက်လျှော့၍ရွာပြန်ရန်လူစိလိုက်ကြသောအခါကြားလိုက်ပါလာကြသူလူ30ကျော်မှ20လောက်သာကျန်တော့သည်သို့တော့သူတို့သည်ကြားရှာမတွေ့သဖြင့်ရွာကိုပြန်လာကြတော့လဲလက်တော်မလျှော့ကြသေးဦးထုံးလာခေါက်လွတ်လိုက်သောကြားနာမှာညကြလျင်တန်ရာတန်ချက်ကြောင့်တနေရာကဟိန်းဟောက်အော်ဟစ်တန်ကိုမုတ်ချောက်ကြားကြမည်ထိုအခါညရင်းချင်းလူစုပြီးမီရှူမီဒုတ်တွေနှင့်လိုက်ကြရန်ကိုပင်တချို့ကတိုင်ပင်လာကြသည်ဦးထွန်းလာဓမ္မတုံနှင့်နှစ်ချက်သုံးချက်ခုတ်လွတ်လိုက်သောကြားမှာထိုတန်ရာကနာကျင်ကြိုက်ခဲလာလျင်ထိုတန်ရာကိုသူ့ရှာနှင့်ရက်တသောအကျင့်ရှိသည်ကြာရှာမှာအလွန်ကြမ်းပြီးရှာရင်တွင်စူးလေလိုပင်အစူးကလေးများပါလေရာဒဏ်ရာကိုရှာနှင့်ရက်လေပြဲလေဒဏ်ရာကပူကျဲလာလေဖြစ်ရာဒဏ်ရာရရသောကြားမှာမကြမီတေကိုတေးရမည်မသေးမီကြားကြီးသည်မုတ်ချအော်ဟိဟိဟောက်အော်ကြီးမိတန်းတတ်သည်ထို့ကြောင့်တနေ့မဟုတ်တနေ့ဤကြားကိုမုတ်ချသူတို့ရကြလိမ့်မည်ဟုမုတ်ဆုံးကမောင်ကြီးကပြန်လာကြသူများကိုလမ်း၌ပြောပြလေသည်သို့သောသူတို့ရွာကိုပြန်ရောက်ကြပြီးမနက်စာနှင့်ညနေစာထမင်းကိုတပေါင်းနဲ့စားနေကြချိန်ပင်ထိုကြားသတင်းကိုကြားလိုက်ကြရပြန်သည်ထိုသတင်းကိုလာပြောသူမှာတစ်ထုတ်လို့ရေးကတောလိုက်စရေးမောင်ကျွယ်ဖြစ်သည်မောင်ကျွယ်တို့တစ်ထုတ်လို့ရေးမှာလာသာခြေချိုက်စကန်တွင်ရှိသည်ထိုစကန်မှာမိမိသားမယားရှိသောရင်းတော်ရွာသို့ပြန်လာသူကပြောသည်မှာယနေ့ညနေ၌လာသာရွာသူများချောင်းထဲတွင်ရေချိုးနေကြရာဤအမကြားကြီးတကောင်သည်ချောင်းထဲရေစင်းချိုးနေကြသောရွာသူများအားကမ်းမော်ကခုံဆင်းပြီးကြိုက်တဲ့ရန်လိုက်လျာရေချိုးဆင်းနေကြသောမိမ့်မိတ်ပြိုတချို့မှာအထိတ်တလန့်အော်ဟစ်ပြီးချောင်းထဲကထမိန်မပါပဲတက်ပြေးလာကြရသည်ဟုဆိုသည်အကောင်လုံးလိုပင်ကိုတုံးလုံးတက်ပြေးလာကြရာရွာနာရောက်မှခြုံတဲဝင်ပြေးကြပြီးရွာထဲကမိမတငယ်ချင်းချင်းကိုချောင်းနာ၌ချုပ်ပုံထားခဲ့သောထမိန်များကိုတွားယူပေးရန်အကူအညီတောင်းကြရသည်ထိုအခါရွာသူများကလည်းကြားကိုကြောက်သည်ဖြင့်တွားမယူရဲကြရာယောက်ျားများကိုအကူအညီတောင်း၍ချောင်းနာကထမိန်များကိုတွားယူပေးကြရကြောင်းရဲစရာလုပ်၍ကြားသတင်းပေးသည်ထိုအခါလာသာချောင်းဘက်ရောက်သွားသောကြားကြီးမှာသူတို့အပတော်ကကြားသာဖြစ်ရမည်ရက်ကန်းကြားနာသည်သာလာသာသူများရေစင်းချိုးနေသည်ကိုကိုက်တရန်ခုံစင်းလာခြင်းမဟုတ်သူတို့တောနှင်းတောချောက်ဝိုင်းလိုက်သဖြင့်အထက်တော်ကသွေးယူသွေးရနှင့်ပြေးသွားသောကြားသာဖြစ်ရမည်ဤကြားမှာမျက်စိလည်းကန်းတန်ရာလည်းရတာသဖြင့်ဝေးလန်ကိုဘလို့မှမပြေးနိုင်တော့ထို့ကြောင့်လည်းသူတို့ရွာနှင့်အနီးကလေးဖြစ်သောလာသာချောင်းဘက်ရောက်သွားခြင်းဖြစ်သည်ထို့ကြောင့်သူတို့ရလိုက်သောအပတော်ကကြားကိုနေမဝင်မီပင်ရကျင်ရနိုင်သဖြင့်လိုက်ကြတော့မည်ဟုလူစုကမိုးဆိုးချင်းကမောင်းဥဆောင်၍လာသာချောင်းဘက်ပြေးလိုက်ကြပြန်လေသည်ညနေချိန်၌သူတို့ရက်တလေးရွာတလေးမိမယောက်ျားများအကုန်သူတို့မှာချောင်းကန်းနာ၌အဝိတ်ကိုပုံချထားကရေချိုးရန်လူတန်ပေး၍ရေချိုးလေးရှိကြရာယနေ့ရွာသူများချောင်းထဲရေစိမ်းချိုးနေကြချိန်တွင်ကြားကြီးတကောင်ကချောင်းထဲပင်ခုန်ချပြီးလူကိုကိုက်တက်ရန်လိုက်သည်ဟုချောင်းဘက်ကပြေးလာကြသောမိမသူများစကားကိုကြားကြရသောအခါ
လာသောရာသူကြီးများမှလည်းကြားစည်းကောင်းနေခြင်းဖြစ်သည်ဖြင့်ထိုကြားကိုတပ်ဖြတ်ရယူနိုင်ရန်လူစု၍ခွေးတအုပ်နှင့်ချက်ချင်းကြားလိုက်ရန်ပြင်ဆင်ကြရတော့သည်ထိုအချိန်၌ပင်ငမောင်းဦးဆောင်သောရင်းတော်ရွာသားများကလာသာရွာသို့ရောက်လာကြသည်သူတို့ရွာသူများကိုဤနေ့ညနေချိန်၌လာသာချောင်းထဲတွင်ကိုက်တရန်ကြိုးစားသွားသည်ဆိုသောကြားကြီးမှာသူတို့အပတော်ကကြားမြက်ကန်းကြားနာဖြစ်ကြောင်းပြောပြကြသည်ထိုအခါထိုကြားမြက်ကန်းထိုကြားနာကြီးကိုရင်းတော်ရွာသားများနှင့်လာသာရွာသားများစုပေါင်းကလူ50ခွေးတအုပ်နှင့်လိုက်ကြရန်သဘောတူကြသည်သို့သောလာသာချောင်းထဲခုန်ချပြီးကြားကြီးဘယ်နေရာကပြန်တက်ပြေးသွားသည်ဘယ်ဘက်ပြေးသည်ကိုစောစောကမှချောင်းထဲကတက်ပြေးလာကြသောမိမသူများကိုတခါထပ်မေး၍နေရာပြခိုင်းကြရပြန်သည်မိမသူများမှာရှက်ရှက်နှင့်မို့နေရာလိုက်ပြရန်တယောက်မှထွက်မလာကြထိုအခါဘယ်နေရာလဲဘယ်ဘက်ကိုတက်ပြေးသွားလဲဆိုတာတော့ပြောပြကြပါဟုမိမသူများကိုရှ िख ိုးဥတင်တောင်းပန်ကြရပြန်သည်မိမသူများကရှက်၍ထွက်မလာရလျင်တော့မြည်သည့်ရွာသားတွေကကြဝိုင်းလိုက်တပ်ဖြတ်ကြရန်အသင့်ပြီး၍နားဆင်လျက်နေကြသည်ရွာနေရာကလူများနားဆင်နေကြတော့လဲထိုည၌မြည်သည့်နေရာကမှကြားညီတန်ကြားမိတန်ကြားဟင်းတန်များကိုမကြားရပဲတမိုးတော့တနေရောက်သွားသည်လာသာရွာသားများသည်သူတို့ရွာဘက်ရောက်လာပြီးမှရင်းတော်ရွာဘက်ဂျုံးမြန်တက်ပြေးသွားသောကြားနာကြီးကိုရင်းတော်ရွာသားများသည်တိတ်တဆိတ်လိုက်ရှာပြီးအပိုင်စည်းသွားကြလေပလားဟုသောတန်တရားများနှင့်ရင်းတော်ရွာသို့မနက်မိုးမလင်းမီကပင်ရောက်လာကြပြီးကြားနာမြကန်းကြီးကိုတရင်ကိုထောက်ကြသည်ရင်းတိုက်ရွာသားများကလည်းသူတို့၏အပတော်ကကြားကြီးသည်လာသာချောင်းဘက်မှသူတို့ရွာဘက်ကန်းကိုပြန်တက်ပြေးလာသောခြေရာကိုချောင်းက၌တွေ့ခဲ့မြင်ခဲ့ရတော့လေဤကြကကြားနာမြကန်းဖြစ်နေရာဥတီရမဲ့ရှောက်ပြေးသွားကလာသာရွာဘက်ရှိတောတောင်ထဲတခါပြန်ရောက်သွားပြီးလာသာရွာသားများရှာဖွေတပ်ဖြတ်ကမောင်မိုင်စီးသွားကြလေလားဟုတန်တရားနှင့်လာသာရွာထဲကိုစနီးနာအကျိုးထောက်ရန်လူလွတ်၍စုံစမ်းကြပြန်သည်ထိုအခါမိုးချုပ်သွားပြီဖြစ်သည်ဖြင့်လာသာရွာသားများနှင့်ရင်းတော်ရွာသားများမှာကိုယ့်ရွာကိုပြန်ကြရသည်သို့သောဤနှင်းညာကြားသည့်ညီတန်အော်တန်ဟင်းရောက်တန်တစ်ခုခုကိုကြားရသောတရင်ကရင်းတော်ရွာနှင့်လာသာရွာသို့ရောက်လာပြန်သည်ထိုအခါရင်းတော်ရွာသားများကထိုကြားသည်သူတို့၏မူလပိုင်ရှင်ဖြစ်သောအပတော်ကကြားနာမြက်ကန်းသာဖြစ်အမည်ဟုပိုင်ရှင်ခံရန်ရေးပြရွာဘက်သို့လူစုလူဝေးနှင့်လိုက်ကြပြန်သလိုလာသာရွာသားများကလည်းထိုကြားသည်သူတို့ရွာကိုလာသွားပြီးမိမသူများနှင့်အိန္ဒိယပြက်အဆက်ရခဲ့ကြသဖြင့်ထိုကြားကိုသူတို့ရွာသားများကလည်းတဖို့တစုပိုင်ထိုက်သည်ဟုအတန်ကြားရသည်နှင့်ရေးပြရွာကိုလူစုလူဝေးနှင့်အလျင်အမြန်ပြေးလိုက်လာကြပြန်သည်ရင်းတော်ရွာသားများနှင့်လာသာရွာသားများတက်ချီရောက်လာကြချိန်မှာရေးပြရွာသားများသည်လည်းကြားကြိုက်သွားသောကျင်ခုတ်သမားလေးငလရန်ဤအလောင်းကိုမိဘဆွေမျိုးတာချင်းများကြားကြိုက်ဆွဲချီသွားသောငလရန်ဤညီငလသည်ပြောပြချက်အရာသူတို့ညီကိုနှစ်ယောက်သည်စီလာတော်ဟုခေါ်သောစင်ကျင့်မိန်တင်တောနာ၌ကျင်းခုတ်နေကြစဉ်ဘဲကဘလို့ရောက်လာမှမသိသောကြားကြီးသည်ငလရန်ကိုတစ်ချက်သေးခွန်ဩကကြည်ပြေးသွားသည်သူ့ကိုငလရန်နှင့်သူနှင့်မှာနှစ်လန်သုံးလန်ကသာဝေးသည်ဆို၏ကြားကြီးကကြည်ပြေးသွားသောငလရန်မှာကူပါကေပါအော်ပြီးကြားနောက်ပါသွားသည်ညီဖြစ်သူငလသည်မှာသူတို့နှင့်ကျင်းခုတ်အတူတက်လာကြပြီးမနီးမဝေးတွင်ကျင်းခုတ်နေကြသောဦးလေးတော်သူဦးကြပွင့်ရှိရာဘက်ကြောက်လန့်အော်ပြီးပြေးလာသည်ထိုအခါမှဦးကြပွင့်သည်သူတို့အနီးအနားရှိကျင်းခုတ်သမားဆင်ဝိုင်းကလူများကိုအော်ပြော၍အကူညီတောင်းကကြားနောက်လိုက်ကြလေသည်ငလရန်ဤအော်တန်ကိုဦးကြပွင့်မကြားလိုက်ရတော့လဲသွေးဆက်ကြရာတွေကိုတော့တွေ့ရသည်
ထိုအခါသူသည်အနီးအနားရှိချိန်ခုတ်တစ်စေတို့သူများနှင့်ဆင်ဝိုင်းကလူများကိုအော်ခေါ်အကူညီတောင်းကငလရန်ကြီးငါအသီးလာကိုလည်းမိဘဆွေမျိုးများနှင့်ရွာကလူများကိုခေါ်ရန်လွှတ်လိုက်သဖြင့်ရွာသားကြီးများလိုက်လာကယခုအခါငလရန်အလောင်းကိုလိုက်ရှာနေကြသည်ထို့သောငလရန်အလောင်းကိုလိုက်ရှာနေကြစဉ်လာသာရွာရင်းတိုက်ရွာရေပြရွာဆင်ဝိုင်းကဆင်သမားများနှင့်တစ်ထုပ်လုပ်ရေးကအရာရှိအရာခံအမှုထမ်းများအပြင်တောပြည့်ဝါသနာပါသူတောကောင်းကြီးဥခုံးဖုံကလည်းသူတပည့်တယောက်နှင့်ရိုင်ဖယ်သနတ်ကြီးထမ်းကရောက်ချလာလေသည်ထို့ကြောင့်ကြားမြက်ကန်းကိုလိုက်ရှာနေကြသူများမှာလူပေါင်း100နီးပါးဖြစ်သွားလေသည်ထို့သောလူပေါင်း100နီးပါးတောနှင်းရှာကြရာနေမွန်းဆောင်ကြီးလောက်အရောက်မှာငလရန်အလောင်းကိုတွေ့ကြသည်အလောင်းမှာရှိုတဲကကြောက်လုံးကြီးနှလုံးကြားထဲမှောက်လျက်တွေ့ရ၏သို့သောအောက်တစ်ပိုင်းကအသားများကိုကြားစားသွားကြပြီခြေသလုံးရိုးနှစ်ရိုးပေါ်တွင်ရင်မဲရိုင်းကြီးများအုံဖွဲ့နေကြသည်ငလရန်နာရှိကြောက်တုံးကြီးနှလုံးပေတွင်ငလရန်၏သွေးစာသွေးနလက်လက်ဆက်ဆက်ပေးချမ်းနေသည်ကိုလည်းတွေ့ရ၏ဤသည်မှာကြားသည်သူ့တဘာဝအတိုင်းငလရန်ကိုမဆမီရိုက်ပုတ်ကစားထားသဖြင့်ကြောက်တုံးနှတုံးတွင်ပေးချမ်းနေသောသွေးစာသွေးနများဖြစ်မည်ငလရန်အလောင်းကိုမိဘတွေကရွာသေးသွားပြီးရွာသိမ်းချမ်းတွင်တကြိုချင်ကြသည်ဤသည်ကိုမိုးစိုးကြီးငမောင်းကအကိုတို့အမတို့သားကိုကြိုက်တက်သားတဲ့ကြားတေပြီးမြငလရန်အလောင်းကိုတကြိုကြရင်မကောင်းဘူးလားမိုးစိုးကြီးငမောင်း၏စကားကိုရုတ်တရက်မြည်သူမှတဘောမပေါက်ကြသဖြင့်ငမောင်း၏မျက်နှာကိုဝိုင်းကြည့်ကြရာအားလုံးအံ့ဩတင်သွားကြသည်ကြားသေးပြီးမှငလရန်အလောင်းကိုတကြိုကြမည်ဆိုသည်မှာမြည်တော်နီငမောင်းကြားသေးပြီးမှဆိုတဲ့မင်းစကားကိုလည်းရှင်းပါအောင်ခုတောင်ကြားကဘယ်ရောက်နေမှမသိတဲ့ဟာဘလို့ကြားသေးပြီးမှလဲကွကြားရလျင်ဝေစုတဝက်ပင်သူ့ကိုပေးရမည်ဟုတောင်းဆိုဘူးသောရင်းတိုက်ရွာသားအိုက်လောကြီးကထမေးသည်ဥအိုက်လောကျုပ်ပြောတာကဒီလိုဗျခုဒီညီလေးငလရန်အလောင်းကိုဒီမှာပဲတညထားပြီပါခုမနက်ကမှဆုံးသွားတာဆိုတော့တညတည်းနဲ့တော့အလောင်းကမပုတ်မတိုးနိုင်သေးဘူးဒီအလောင်းကိုညကြရင်ကြားကမိုးချလာစားမှာပဲဒါဟာကြားတွေရဲ့သဘောတဘာဝဆိုတာလူတိုင်းသိကြပါတယ်ကျိန်တော်ကငချုံကြီးနွားကိုကြိုက်တုံးကဦးကြီးထော်နဲ့ကျုပ်ဒီလိုပဲတတ်ခဲ့ကြတယ်မင်းပြောတာမရှင်းလိုက်တာကွာဒီလိုပဲတတ်ခဲ့ကြတယ်ဆိုတာဘလို့တတ်တယ်ဆိုတာအများနာရှင်းအောင်ပြောအောင်မပေါ့ထုံးစံအတိုင်းလာသာစိန်မှုပါလီယာကမိုးစိုးငမောင်းကြီးကိုလူနိုင်မှုဟောက်တယ်လို့ပြော၏ဒီလိုလေးအကိုကြီးဒီအလောင်းကိုဒီမှာထားပြီးကျုပ်တို့ကညကြလင်းစင်ထိုးမယ်ကြားကအလောင်းကိုပြန်စားဖို့လာတာနဲ့တနက်နဲ့ပြည့်အောင်မယ်တနက်နဲ့ပြည့်မှာအမဲမင်းကဘယ်တနက်နဲ့ပြည့်မှာလဲရက်ရမရွာနေငဝေတိန်တောင်းအမြဲမေးတတ်ပြောတတ်သောဥရွှေထုံးကထမေးပြန်၏ဦးလေးကိုအဲ့ဒါကြောင့်ရွာကလူတွေငဝေတိန်တောင်းပြောကြတာပေါ့ဒီမှာဝန်တော်ကြီး2ယောက်တောင်ရှိနေပြီဘယ်တနက်နဲ့ပြည့်ဒီကြားမသိဘူးလားငမောင်ကြီးပြောတာဟုတ်ပါတယ်ဒါဝန်တော်ကြီးတို့ကိုအကူညီတောင်းရမှာပဝန်တော်ကြီးတို့လည်းဒီမှာလို့ဆိုတော့ကိုရလို့ပဲကူညီကြပါရေးပြရွာလူကြီးဦးထွန်းလူကဥခွန်ဘူးနဲ့ဦးထန်နာတို့ကိုကြည့်ရပြောလိုက်သည်ကူညီဖို့ကတော့ကျွန်တော်တို့ဝန်မလေးပါဘူးဦးထွန်းလူဒါပေမဲ့ခုလူ100နီးပါးဒီနေရာမှာတောနှင်းတောချောက်ရှာထားကြတာကြားကဒီနေရာကိုလာပါဦးမလားကိုငမောင်ကြီးပြောပါဦးဟာဝန်ထောက်မင်းကြားမလာမှာတော့လုံးဝမပူနဲ့ဗျာညကြရင်သူ့အစာရှိရာကိုကြားကမုတ်ချလာမှာအထူးသဖြင့်လူသားစားရတဲ့ကြားကလူသားအရသာကိုတီးတော့မုတ်ချလာမှာကျင်းသေးပါတယ်ဝန်တော်မင်းကောင်းပြီဗျာလင်းထုံးမဲ့ကိစ္စဘာဘာညာညာတောထုံးစံအတိုင်းလုပ်ရမယ့်ကိစ္စတော့ကိုငမောင်ကြီးပဲစီစဉ်လုပ်ပါကျွန်တော်နဲ့ဥခွန်ဘူးတို့ကတော့ကျွန်တော်စကမ်းမှာပဲရှိနေမယ်ညကြလာခေါ်ပါဟုတ်ကဲ့ဝန်တော်မင်းကောင်းပါပြီအားလုံးကျွန်တော်စီစဉ်ထားလိုက်ပါမယ်စိတ်ချပါဥခွန်ဘူးနဲ့ဦးထနာတို့ပြန်သွားရင်ခြေလန်းအရွှေ့တွင်လာသာရွာသူကြီးဦးထိန်ဘောကဝန်တော်မင်းတို့ခဏနော်ရှင်းလင်းဝန်တော်မင်းတို့ရှိမေးချင်လို့ပါဟုတ်ကဲ့ပါမေးပါတတော်ဝန်တော်ဦးခွန်ဘူးကဘာများမေးမလို့ပါလဲဟူသောအတွင်းနှင့်ဦးထိန်ဘောမျက်နှာကိုလှမ်းကြည့်ကမတည့်ရနေသည်ခုညကြားပြစ်ကြမှာတော့ဝန်တော်ကြီး2ယောက်ရဲ့မ
မိုးဆိုးငမောင်းကြီးရဆိုတော့3ယောက်ပေါ့နော်ကျုပ်သားကိုကြိုက်တက်သွားတဲ့ကြားကိုကျုပ်လည်းတတ်ဖို့ပါကျင်ပါတယ်ဝန်တော်မင်းငလရန်အဖေကမိုးတံပါကြီးနဲ့ဝန်တော်2ယောက်ပတ်ကြည့်အာကိုတကြီးဝင်ပြော၏ကဲအဲ့ဒီကိစ္စကကိုငမောင်ကြီးနဲ့ပို့ပြီးပတ်သက်နေပါတယ်ဘယ်နဲ့လဲကိုငမောင်ကြီးကာကန်ရှင်အဖေပဲဗျာပါလို့ရနိုင်မလားရပါတယ်အေးပြီးရောပေါ့နော်ဦးကိုငမောင်ကြီးကစီစဉ်ရမယ့်လူဆိုတော့သူ့သဘောပါပဲနော်ကဲကျွန်တော်တို့ကိုလည်းအားလုံးခွင့်ပြုကြခဏလေးဝန်တော်မင်းတို့ခဏလေးနေပေးကြပါဦးကျွန်တော်စောစောကတင်ပြထားတဲ့ကိစ္စကမရှင်းသေးလို့ပါဘာလို့မရှင်းတာလဲခမလာသာရသာဥထိန်ဘောကိုရင်တိုက်ရွာသားမျက်နှာတိလူကြီးတယောက်ကအမြင်ကတ်တယ်လို့ဝင်မေးပြန်သည်မရှင်းတာကဘာလဲဆိုတော့ကြားကိုပြစ်လို့တော့ရပါပြီအဲ့ဒီကြားရောင်းရငွေကိုဘယ်လိုခေါ်ဝေကြမလဲဆိုတာခုကပင်ကျုပ်တို့ရွာသားတွေရှင်းရှင်းလင်းလင်းသိထားခြင်းလို့ပါကျုပ်တို့လာသာရွာသားတွေကတော့ဒီကြားကိုရရင်ကိုကျိုးအတွက်မဟုတ်ပါဘူးဒီနေ့ဇေယျမိုးဖို့တောင်စီစဉ်ကြပြီးသားဗျအဲ့ဒါသိကျင်လို့ပါလာသာရသာဥထိန်ဘော်ရဲ့စကားကိုဝန်တော်ကြီး2ယောက်ကတော့ဘလို့လူတွေနဲ့လာတွေ့နေပါလေဟုတတ်မှချကြသည်အဲ့ဒီကိစ္စကျုပ်ပြောမယ်ဥထိန်ဘော်ကျုပ်တို့ဥထိန်ဘော်တို့ဆိုတာတခြားလူတွေမဟုတ်ဘူးရန်နီးရနီးချင်းတရားကအကူကြီးလိုရင်လဲတရားကပြီးနေကြအဲ့ဒီတော့ဒီကိစ္စမှာကြားရလို့ရောင်းလိုက်ပြီဆိုပါတော့ခုခမရလူအုပ်တွေကိုကြည့်ဝေစုခွဲကြရင်တရားဘယ်လောက်ရမှာမို့လဲအဲ့ဒီတော့ဝန်တော်မင်းတို့ကိုဥထိတ်ထားပြီးကျွန်တော်တင်ပြပါရစေခုကြားပြကြမှာကဝန်တော်ကြီးတို့2ယောက်နဲ့ငမောင်ကြီးပါမောင်လာရန်အဖေဆိုပါတော့ဗျာအကောင်တွေကိုတက်ဆုတ်စံပြဆောင်ရွက်ကြရမယ်ပုံကူက4ယောက်အဲ့ဒီ4ယောက်မှာအနစ်နာဆုံးကငလာရန်အဖေဒုတိယကဒီကြားကိုစတွေ့ပြီးဒီကြားအကြိုက်ခံလိုက်ရတဲ့ကိုလာထွန်းဒီတော့တောထဲတောင်ထဲစကားရှိနေကြတာမိုးစုံငမောင်ကြီးတို့ကတော့ကြိုက်ချင်မှကြိုက်မယ်တူတူပဲပြောပြရစေကြားကိုရလို့ရောင်းရငွေကိုသုံးပုံပဲတပုံကိုကွန်ထရိုးလာယူနှစ်ပုံကိုငလာရန်အဖေကိုပေးလိုက်ကြဘယ်နဲ့လဲကြုတ်ပြောတာငါတို့ငမောင်ကြီးမင်းကစီစဉ်ရတဲ့လူဆိုတော့အဓိကမင်းကိုလည်းငါတောင်းပန်ပါတယ်ငါတို့ဒီကိစ္စမှာမင်းချူးတပြားမှမယူပါနဲ့နင့်နာထားတဲ့ကာကန်ရှင်တွေကိုလူသားတို့ခေါ်နတ်သားတို့ခေါ်ဆွန့်လိုက်ပါကွာလူလေးနော်ဝန်တော်ကြီးတို့ကတော့ဒီငွေလောက်ခမားတို့ကိုပေးလဲမယူဘူးဆိုတာကျုပ်အသက်သိလို့ပြောတာဘယ်နဲ့လဲကျုပ်ပြောတာရေပြရွာလူကြီးဥပန်တော်ဤစကားကိုမြည်သူမှမကျင်းနိုင်ကြသဖြင့်ဥပန်တော်ဤစကားကအတီးဖြစ်သွားသည်ဒါတောင်မိုးစုံငမောင်ကြီးကသူ့ဦးကြီးတော်သူဥပန်တော်ကိုကောင်းပြီကျွန်တော်တို့မိုးစိုးထုံးစံကတော့ကြားပြစ်သူကြားဆွဲတော့ယူရတယ်နော်ဟုရဲကြဲကြဲနဲ့သူ့ဦးကြီးကိုစသည်ခွေးကောင်ကြားကမင်းပြစ်မှလားဝန်တော်ကြီးတို့ပြစ်မှလားမင်းပြစ်ရင်လည်းမပေးဘူးကွာဟိုတစ်ဖက်သားခမညာနင့်နာထားကြတယ်ဥပန်တော်မှာလူဖျောက်စိတ်တို့ဖြစ်သည်ဖြင့်အားလုံးတဝါဝါရဲကြကကြားဝေစုပြဿနာပြီးသွားသည်ဝန်တော်2ယောက်မိုးစုံကမောင်ကြီးတို့မှာယနေ့ညကြားပြစ်ဖို့တောင်းဝင်းသားကြံတော်၏ဥခုံဘူးဥထန္နာမိုးစုံကမောင်ကြီးနှင့်ငလာရန်အဖေဥလာဝန်းတို့4ယောက်သည်မိုးစုံကမောင်ကြီးစီစဉ်ထားသောလင့်စင်ပေါ်ကိုနေဝန်းတစ်ဖျားစတင်စားကပင်ရောက်နေကြသည်ဝန်တော်2ယောက်တွင်ရိုင်းမဲတနတ်2လက်ပါသလိုမိုးစုံကမောင်ကြီးနှင့်ဥလာဝင်းတို့မှလည်းဒူးလေးတယောက်တစ်လက်အပြင်လှန်ရှည်တယောက်တစ်ချောင်းကိုလည်းလိုလိုမဲမဲယူလာခဲ့ကြသည်ငလာရန်လေးအလောင်းရှိရာကြောက်တုံးနှတုံးကြနှင့်သူတို့လင့်စင်မှာအထက်မှအောက်3လီလန်ကန်သာကွာသည်ထို့ကြောင့်မိုးစုံကမောင်ကြီးပြောသလိုငလာရန်ကလေးအလောင်းကိုစားရန်ကြာတာအမှန်လာပါကပြစ်မလဲပြစ်ကွင်းကောင်းဖြစ်သည်ဖြင့်ဝန်တော်ကြီး2ယောက်မှာတခါမှမပြစ်ဘူးကြသောကြားပြစ်ရန်ကိုသာစိတ်စောလျက်ရှိနေကြသည်ငလာရန်အဖေခမများမှာတော့အခုထိမျက်ရည်တဆန်းဆန်းဖြစ်နေသည့်ပြင်မိုးစုံကမောင်ကြီးကနှက်ညစ်တမ်းမမီရပြောသားသဖြင့်သူခမများပစိုးကကပုံစားနှင့်နှက်တုံနေရရာပစိုးကပုံစားတစ်ခုလုံးမှာနှက်ကြီးနှက်ရည်တို့နှင့်ရွှဲနေတော့သည်တစ္ဆိုင်တတော်တဲ့နေလုံးဝင်သွားသည်နှင့်ဘလောက်မှမကြားတတော်လုံးစူညံသောအတန်ကြီးပေါ်ထွက်လာသည်
တခါမှဤလိုအတွေ့အကြုံမျိုးမရှိကြသောဝန်တော်နှစ်ယောက်နှင့်ဦးလာဝန်းတို့မှာမိုးစုံကမောင်းကြီးမျက်နှာကိုအထိတ်တလန့်လှည့်ကြည့်မိလိုက်ကြသည်ဘာမှမဟုတ်ဘူးတောတိုက်ထားလို့တောဟိတာဘာမှမကြောက်ကြပါနဲ့မိုးစုံကမောင်းကြီးကတီးတိုးပြောလိုက်သည်သူတို့ကြည့်ရသည်မှာအေးစစ်စစ်နေတာပင်ရှိသဖြင့်ကျန်လူများကစိတ်သက်ရသွားကြသည်သို့သောငမောင်ကြီးပြောသောတောဟိတံကပျောက်မသွားပြီသူတို့လင်းစင်ရှိရာဘက်နီးသရက်နီးလာသလိုအတန်ကြီးကပို၍မြည်ဟိလာသည်မိုးစုံကမောင်းကြီးကဘာမှမကြောက်ကြနဲ့ဟုပြောတော့လဲ၃ယောက်စလုံးမှာကြောတဲ့ကတော့စိတ်သွားကြသည်မကြာမီတန်ကြီးကပျောက်သွား၏တရက်မှာအချိန်မှာမှောင်စားပြူလာပြီးတောငတ်တောချက်တို့တွန်မီတန်အပြင်ပိုးကောင်မွားကောင်တို့၏တစီစီမီတန်တို့ကိုလည်းအရက်ရှိမျက်နှာကကြားလိုက်ရသည်မိုးစုံကမောင်းကြီးတော့မိတို့နေမီမသိတော့လဲကျန်လူများမှာရင်တထိတ်ထိတ်ခုန်နေကြသည်တောကြီးတဲ့ဖြစ်၍လားကြောက်စိတ်ကြောက်လားမသိအေးကပိုးလာသလိုပင်မိုးနှောင်းတမယဖြစ်သည်ဖြင့်လေကငြိမ်နေသည်ထို့ကြောင့်တောထဲတွင်သူတို့လင်းစင်ဘော်ကတရက်ကလည်းကြွေကြလာတဲ့ငိုပင်လမ်းညင်စရာကြားနေရသည်လာသားညာဖြစ်သည်ဖြင့်ပန်းနိုင်ငှက်မီတန်နှင့်ဇီးကွက်မီတန်တို့ကစူးစူးဆရှရှိသည်တငယ်ကောင်းကြခြင်းပင်မရောက်တတ်သည်တစ်ဖက်တောင်ကျောကကြီးတကောင်ဟောက်ပြေးသွားတဲ့ကိုကြားလိုက်ရသည်ကြားကြီးလာနေပြီမိုးစုံကမောင်းကြီးကလေတံတွတ်တွတ်နှင့်အတက်ပြောလိုက်သည်ကျန်လူနှစ်ယောက်တို့၏အကြည့်မှာငလှရန်အလောင်းရှိရာကြောက်လုံးနှလုံးကြားရောက်သွားကြသည်နေခင်လင်းထိုးကလေးကပင်လာဇန်ဆယ်ရက်လာ၏အလင်းကြနိုင်သောကြနိုင်အောင်အလောင်းပေါ်ရှိတကိုင်းတည့်ရများကိုဂိုင်းညွန့်တုတ်ချီကအလင်းဖွင့်ထားခဲ့သဖြင့်လာရောင်သည်ငလှရန်လေးအလောင်းပေါ်ထင်ထင်ရှားရှားပင်ကြာနေသည်သူတို့တွင်9000တို့လက်နေဓမီကိုစီပါလာကြတော့လဲမိသည့်အကြောင်းဖြစ်ဖြစ်ကြားမပြစ်မီလက်နေဓမီကိုမတုံးရဟုမိုးစုံကမောင်းကြီးကမှားထားသဖြင့်လာရောင်ထဲကအလောင်းကိုသာစိုက်ကြည့်ပြီးဝန်တော်ကြီးနှစ်ယောက်ကတနက်ချိန်ထားကြသလိုငလှရန်အဖေကလည်းသူ့ဒူးလေးကိုသူ့သားအလောင်းစီချိန်ရွယ်ထားလေသည်မိုးစုံကမောင်းကြီးကမူဘာမှလှုပ်ရှားမှုမရှိသေးပဲစောစောကကြေရောက်တန်းကြားရဘက်ကိုသာလှမ်းကြည့်နေသည်ထိုစဉ်ဟောင်းဟုကြားဟင်းတန်းကြီးတစ်ချက်သည်တတော်လုံးကိုလှုပ်ခါတသလားထင်လိုက်ရသည်ထိုးကြောက်ပင်ထင်၏စောစောကတစီစီတညံညံမြင်နေကြသောပိုးကောင်မောက်ကောင်များပန်းတိမ်ငှက်နှင့်ဇီးကွက်မီတန်တို့ကပါချက်ချင်းပျောက်သွားသည်တတော်လုံးမှာရုပ်ကြီးခြောက်ချစရာကောင်းလောက်အောင်တိတ်ဆိတ်သွားသည်ခြောက်ချစရာကောင်းလောက်အောင်တိတ်ဆိတ်သွားရာကရှင်ငဘောတကောင်ဤစုပ်ထိုးတံကပေါ်လာပြန်သည်မကြာမီမှာပင်ယုံမြူလေးကိုအကောင်တကောင်ကဖြိုးဖြိုးပြော့အတန်နှင့်အတူခုံဆွနှင့်ရောက်လာပြီးငလှရန်အလောင်းကောင်ကိုခုံတက်ပြန်ဆင်းသွားပြီးတောထဲဝင်သွားသည်ဘာကောင်လဲဗျယုံနဲ့တူတလူလိုနဲ့ယုံလေးလည်းမဟုတ်ဘူးထင်တယ်အဲ့ဒါယုံမဟုတ်ဘူးကြားအဲ့လူကိုကြိုက်တဲ့ကြားကိုစီးနေတဲ့ကြားတပတ်ဗျကြားမလာမီသူကရှေ့တော်ပြေးလာတတ်တာဥက္ကုံဘူးနဲ့ဦးဌာနာတို့နှစ်ယောက်ကြားတဲ့နေရာယူရသောမိုးစုံကမောင်းကြီးကဦးဌာနာအမေကိုတီးတိုးပြေးလိုက်၏ကြားကြီးလာတော့မယ်သတိထားကြဦးလေတံနှင့်ပြောကာထိုချိန်ကြမှမိုးစုံကမောင်းကြီးကလည်းသူ့၏ဒူးလေးကိုငလှရန်လေးအလောင်းရှိရာသို့တဲ့ချိန်လိုက်သည်ဥခုံဘူးနှင့်ဦးဌာနာတို့ကမူငလှရန်လေးအလောင်းရှိရာသို့တနက်ချိန်ထားကြသည်မှာကြာပြီကြားဟိလိုက်တန်းကြားကလေးကပင်ဖြစ်သည်ယုံပြူလေးလိုအကောင်မိုးစုံကမောင်းကြီးပြောသောကြားတစ်ပတ်တောထဲဝင်သားပြီးသည်နှင့်ကြားကြီးသည်ငလှရန်လေးအလောင်းကောင်ရှိရာသို့ရောက်ချလာလေသည်ကြားကြီးမှာနည်းနည်းနော်ကြားကြီးမဟုတ်နီလာစင်းရိုးကြားကြီးသည်ငလှရန်လေးအလောင်းကိုချက်ချင်းမစားသေးပဲတစ်ချက်နမ်းရှုပ်သလိုခေါင်းနှင့်တို့ထိကလက်နှင့်ပုတ်လိုက်သည်လာရောင်ထဲတွင်မြင်နေရသောကြားကြီးမှာမိုးစုံကမောင်းကြီးတို့လင်းစင်ရှိရာဘက်ကိုချက်ချင်းခေါင်းလည်းမလာသေးပဲအလောင်းကောင်ကိုပုတ်ကစားနေသည်ဤကြားကိုအပတော်၌တစ္ဆေတို့သမားဦးလာထွန်းကတစ္ဆေရင်နှင့်မျက်နာကိုပတ်ပြီးဓာနှင့်လည်းတစ်ချက်နှစ်ချက်ခုတ်ထားသဖြင့်ကြားနာမျက်ကန်းဖြစ်နေသည်ဟုဆိုခဲ့ကြသည်ယခုသူတို့မြင်နေရသည်မှာကြားကြီးကမျက်ကန်းကြားနာမဟုတ်ပဲပဂရိအကောင်လှုပ်ရှားနေသည်ကိုမြင်နေကြရတော့ကဝန်တော်နှစ်ယောက်နှင့်ငလှရန်အဖေတို့မှအံ့ဩသွားကြသည်ဤသည်ကိုမိုးစုံကမောင်းကြီးက
ငလရန်လေးကိုခွန်အိုးကကြည့်ပြီးသွားသည်ဆိုကြတဲ့ကတွက်မိထားပြီးအပတော်၌ကြားကိုတစ်ဆေးရီခွက်နှင့်လှမ်းပတ်လိုက်၍ကြားကရုတ်တရက်မျက်စိဆက်ကဥတီရမဲ့သွေးယူသွေးတန်းဟိုတိုက်သည်တို့ဖြစ်သွားရင်ပြေးရင်အမျိုးသမီးများရေချိုးနေကြသောလာသာချောင်းထဲမမြင်မဆန်းလိမ့်ကြပြီးချောင်းရည်ကိုကူးပြေးကြတဲ့ကကြားမျက်စိပြန်မြင်သွားပြီဥလာထုံကြောက်ကြောက်နှင့်ခိုးလွတ်လိုက်သောဒဏ်ရာမှာလည်းထိထိရောက်ရောက်မဟုတ်သဖြင့်ကြားကြီးကယခုအကောင်းမတည်ပင်ထို့ကြောင့်လည်းသူ့တဘာဝအတိုင်းငလရန်လေးအလောင်းကိုချက်ချင်းမစားသေးပဲလက်နှင့်ပုတ်ကစုပ်ကစားနေသည်ထို့သို့ပုတ်ကစားနေသည်ကိုလက်၌ချိန်ရွယ်ပြီးစိုက်ကြည့်နေကြသူဝန်တော်နှစ်ယောက်နှင့်ငလရန်အဖေဦးလာဝန်းတို့မှာပြစ်ချင်လုံး၍လက်ကြားနေကြလေပြီသို့သောမိုးစုံငမောင်းကြီးကပြင်းမဲ့မပေးသေးသဖြင့်သူတို့မှာအသက်ကိုအောက်ကကြားကြီးဆော့ကစားနေသည်ကိုသာစိုက်ကြည့်နေကြရတော့ကြားကြီးကငလာရန်လေးလောင်းကိုထို့သို့ပုတ်ကစားနေစဉ်မိုးစုံငမောင်းကြီးကတောက်တစ်ချက်ကိုကြဲကြဲလောင်းလောင်းခောက်လိုက်သည်ထိုအခါမှကြားကြီးသည်ငမောင်းကြီးတောက်ခေါက်လောက်တန်းကြောင့်လင်းစင်ရှိရာဘက်ကိုခေါင်းမော့ကြည့်လာသည်ထိုအခါမိုးစုံငမောင်းကြီးကအတန်နဲ့ကြီးနှင့်ပြည့်ဟုအော်လိုက်ကသူ့ဒူးလေးညို့ကမြသည်လဲဝီကနေထွက်သွားလေသည်တစ်ချက်တည်းမှာပင်ဒိုင်းဝီဟောဟူသောအတန်များနှင့်အတူကြားကြီးသည်တစ်ချက်ထွက်ခုန်လိုက်ကကြောက်တုံးပေါ်သွားတင်ပြီးမချိမဆန်အသက်ငင်ကငြိမ်ကျသွားသည်ထိုအခါမှာပင်မိုးစုံငမောင်းကြီးကြိုတင်စီစဉ်ထားခဲ့သောရေပြာရသားများသည်လက်နှိပ်တက်ပြီးကညင်စီမီတို့မီးရှုးများနှင့်ညာတံပေးကအုပ်အုပ်ကြွကြွလိုက်လာကြလေသည်ထိုအခါဝန်တော်ကြီးနှစ်ယောက်နှင့်ငမောင်ကြီးဦးလာဝန်တို့မှလည်းလက်နှိပ်တက်မီကိုစီနှင့်လင်းအောက်ဆင်းလာကြသည်ကြားသေးကိုဓမီထိုး၍ကြည့်ကြရာဝန်တော်နှစ်ယောက်ပြေးလိုက်သောရိုင်းဘဲကြီးနှစ်တောက်မှပါဇက်နှင့်နှာရောင်ကိုဖောက်ဝင်သွားတာတွေ့ရပြီးငမောင်းကြီး၏အဟတ်အထစ်ပါသောဒူးလေးများစုကလေပင်ကိုဟိုဘက်ဒီဘက်ဖောက်ထွက်နေ၏ဦးလာဝင်း၏များစုမှလည်းကြားကြီး၏လက်လုတ်ကိုစူးဝင်နေလေသည်ကြားကြီးကိုလက်နှိပ်တက်မီနှင့်ထိုးပြီးကြည့်ကြရာကြားကြီးမှလုံးဝအသက်မရှိတော့ကြည်နှစ်ချက်ထိထားသဖြင့်မျက်နှာတစ်ပြင်လုံးမှလည်းသွေးလိမ့်လိမ့်နှင့်ဆုပ်ပြတ်နေသည်ဓမီရောင်ထဲတွင်ကြောက်တုံးချေရင်၌လှစ်ကနေအရာဝတ္ထုတစ်ခုကိုမြင်မိလိုက်သဖြင့်မိုးဆိုးငမောင်းကကောက်ကြည့်လိုက်သည်ပါဇက်တဲကိုရိုင်းဖယ်ကြည်ထိသွားသဖြင့်ပြုတ်ထွက်သွားသောကြားဆယ်တစ်ချောင်းပင်မိုးဆိုးငမောင်းသည်ဝန်တော်နှစ်ယောက်နှင့်ဦးလာဝန်းတို့ကြားကြီးကိုကင်ဆန်းကြည့်နေကြစဉ်ကြားပါဇက်ကပြုတ်ထွက်လာသောကြားဆယ်တစ်ချောင်းကိုကပုံစတဲ့အလင်းမြန်ထည့်ပြီးလိတ်ထားလိုက်သည်ကိုငမောင်းကြားကြီးကအမီးပါဆို9000ကျော်တယ်ဗျတကယ်ရိုးမကြားကြီးပဲဝန်တော်ကြီးဥခုံးမူကြီးအပြောကိုမတည့်ရဲ့ကြည့်နေသောမိုးစုံငမောင်းကဟုတ်လားဝန်တော်ကြီးဟုပြောကပြုံးနေလိုက်သည်တစ်ဆက်တည်းမှာပင်သူ့ဦးကြီးကိုနေ့လေကားမှသူပြောခဲ့သောစကားကိုတတိယသွားသည်ဦးကြီးကကျွန်တော်တို့မုတ်ဆိုးထုံးစံကတော့ကြားပြစ်တဲ့လူကကြားဆွဲတော့ယူရတယ်တဲ့ဟူ၏ထိုအချိန်မှာပင်လက်နှိပ်တက်မီမီးရှူးမီးတုပ်များနှင့်ညာတံမေးကအော်လိုက်လာကြသောရေပြာရသောများလည်းရောက်လာကြလေရာငလရန်လေးအလောင်းနှင့်ကြားသေးကိုထမ်းကညာကြီးမင်းကြီးရွာကိုပြန်လာကြလေတော့သည်ဖိုးကျော်ဤဒီမှာကျွန်တော်တင်ဆက်ပေးခဲ့သောအတန်ဆက်လေးဇလန်လေးရဲ့အဆုံးသတ်ပင်ဖြစ်ပါသည်အမှားယွင်းများပါခဲ့သည်ရှိသောခွင့်လွှတ်နားထောင်ပေးကြပါရန်ဒီစားစွာနဲ့တောင်းပန်